င်္ဂလာညချမ်းလေးပါရှင်။ Story Teller မေ Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးဆရာမအတွက်ရေးသားထားသောမောင်ဗီဇာတို့မဟုတ်ဘေးငါကောင်လေးအပိုင်း16နဲ့18ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဒီပိုင်းမှာဆိုရင်တော့မကိုင်းနဲ့ဗီဇာကြားမှာရှိတဲ့တန်ရောစင်ကြိုးလေးတွေတဖြည်းဖြည်းနဲ့တိုးပွားလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဦးနော်။မောင်ဗီဇာတို့မဟုတ်ဘေးငါကောင်လေးဟဲ့မောင်အေးတည်းရတော့ရှယ်ပြန့်ချက်ဟေးကိုသိန်းလားအေးလော့စပီကာလေးသူ့ကိုယူရနဲ့ပေးစားမှာတိလားပေါက်ပေါက်ဖောက်နေတဲ့တငယ်ချင်းမနဲ့အတူသမင်းဝိုင်းဝင်ထိုင်ကြရင်ထွေရလေးပါပြောကြဖို့တာဆူမိကြတယ်ချိုပါပြောချင်လဲကျွန်တော်သိပါတယ်ပြီးခဲ့တဲ့နားရက်ကစိတ်ယုံနားနေကန်လေးအထိဝလီလာသွားတဲ့အကြောင်းအပြင်ဘာများဖြစ်နိုင်အောင်ပါလဲဒါတောင်ဝဒီကကျွန်တော်ကိုဖွင့်ပြောသွားခဲ့တာချိုတိသေးတာမဟုတ်ပြောပြဖို့လည်းစိတ်ကူးမရှိပါဘူးဘလို့ပဲစိတ်ရှုပ်ရတယ်ဆိုပါစေအောင်တော့တစ်ဖက်မိန်းကလေးရဲ့တိတ်ခါကိုထည့်တွက်ရမှာပေါ့ဖြစ်တော်မယ်တိလားဟဲ့မောင်မင်းကြီးသားအမလီငါကတော့ပြောလို့မောင်ရဲ့အေး sorry ချိုခုနဟာပြန်ပြောပါဦးနင့်သမင်းကြိုက်ကိုပြောနေတာအေးဘာလို့ကြက်သားကြက်ဥငါးနဲ့အရွက်ဒါတွေပဲတလဲစီတွေ့လို့လေအရွက်တွေအစားလွန်ပြီးနင်စိတ်ဖြစ်တော့မယ်စိတ်ထဲကနေစိတ်အော်သလိုတဲဟဲလို့သာအော်လိုက်ရှင်တယ်ဒီပုဂ္ဂိုလ်ထူးကလည်းကျွန်တော်ကိုစိတ်နဲ့တူတယ်လို့ပြောခုတယ်မလားတခြားဟာလေးပြောင်းစားပါအောင်မောင်ရဲ့ပြင်းစရာကောင်းလိုက်တာထွေလီကာလီကချက်မစားဘူးဆိုတာတယောက်တည်းဆိုတော့မကုံရင်တိတ်ရစီရနဲ့အလုံးရှုပ်တာကြောင့်ပါဟာကြက်သားတို့အရွက်တို့ကြတော့ငါကိုယ်တိုင်ကြိုက်တဲ့ဟာမို့မကုံမှမပူရဘူးပြီးတော့အသက်ရှင်ဖို့ထမင်းစားတာလေထမင်းစားဖို့အသက်ရှင်တာမှမဟုတ်တာအာဟာရတက်လုံလောက်မျှတရင်ပြီးတာပဲအစားတလုံးအတွက်နဲ့တော့အဲ့လောက်ပြင်ဆင်ပြီးစိတ်ရှုပ်နေရမယ်အစားစာဖတ်လိုက်ရင်ပညာတိုးတာပေါ့ငါစားတဲ့အစာအုပ်စုကလည်းများသောအားဖြင့်ညညမျှတာပါတယ်ကို့လေးနဲ့ကိုထမင်းတစ်လုံးထည့်ပြီးခေါင်းမော့ကြည့်တော့ချိုကထမင်းမစားပဲစပွဲပေါ်လက်ထောက်မေးတင်ပြီးကျွန်တော်ကိုစိတ်နေတယ်ဆိုတဲ့ပုံစံနဲ့ပါဇက်အဟောင်းသားကြည့်နေတယ်သူမပုံစံကြောင့်ဟိုက်ကနေကျွန်တော်ထားရည်တော့အေးလေငါဘသူ့ကိုဆရာသွားလုံနေမိတာလဲညညပြောတဲ့ချိုအတန်ကြောင့်ဟဟပပထားရည်မိတော့ချိုကမျက်စောင်းထိုးပြီးဟဲ့မောင်ချိုစီကလွင့်လာတော့မဲ့လေလုံးတွေအတွက်ကြိုတင်ပြင်ဆင်ရင်ကျွန်တော်ကောင်းရမ်းတော့ချိုကမျက်စောင်းကိုတတိုင်းတိုင်းထိုးတယ်နင်သိလားနင်ဘဝတကယ်ပြင်းစရာကြီးမောင်ရဲ့ကျွန်တော်ပြုံးပြီးထမင်းဆက်စားနေတော့ငါဦးလေးလူပြိုကြီးတောင်နင့်တော့ပြင်းစရာမကောင်းဘူးသိလားပြောပြီးချိုကထမင်းလုပ်ကြီးထည့်သွားရင်ကဲထားတော့ခုနဟာပြန်ဆက်မယ်ဝဒီကယောက်ျားလေးနားနေကောင်ကိုဘာလာလောက်တာလဲငါ့ကိုအိမ်ပြန်လိုက်ဖို့မလို့ဆိုလားအရေးမကြီးဟန်နဲ့ပြောလိုက်ပြီမဲ့ဘာဖြစ်လဲအမလေးခစ်ကာလာမိန်းကလေးတွေများချိုကမိခင်စတိုင်နဲ့ပြောနေရကြောင်းကျွန်တော်ခေါင်းမော့ရင်မိနေတော့ဖုံးတန်မိလာတယ်ချိုကိုတိတ်နေဆိုတဲ့ပုံစံလုပ်ပြပြီးနောက်ဟုတ်ကဲ့အန်ဒီဟုတ်လားအန်ဒီကျောင်းကမဆက်တာတော့မသိလိုက်တာဟုတ်ကဲ့ခမရသွားရမှာပေါ့ကျွန်တော်တရားခွင့်ယူလိုက်ပါမယ်ဟုတ်ကဲ့ပါခမရဟုတ်ကဲ့ကျွန်တော်ဖုန်းချပြီးတာနဲ့ဟဲ့ဘယ်ရလဲဘာလို့လဲဘာလို့ဖို့လဲချိုနှစ်ဖူးကိုလက်မျိုးနဲ့ဖောက်ဖတိုးရင်တော့ချိုတို့များသိကျင်တာတွေများတိတ်များတာပဲပြောပါအောင်ဘယ်ကစပြောရမလဲသမီးနိုင်ပြန်ဆင့်နေရင်ခက်အေးမိတော့ချိုကကျွန်တော်လက်မအောင်ဖျန်းကနေတစ်ချက်လှမ်းရိုက်တယ်ဒီတငယ်ချင်းမဒီလိုလဲလက်ပါချေပါရှိတတ်ပြန်သေးတယ်ခင်ငါစားဆိုချိုတပြန်းပြန့်ရိုက်တာကိုအကျင့်မရှိတော့ကျွန်တော်အလွန်အမင်းလန့်သွားတတ်တယ်အခုတော့လေသူမလက်တံပြောင်မှုအောက်မှာကျွန်တော်တော့တဟဲဟဲဟီနာနဲ့အဆင်ရောက်လာခဲ့ပြီခွင့်ယူလိုက်မယ်ဆိုတာစပြောစေတနာပြိုးခင်းလေသိတယ်မလားအေးနင်သွားနေကြတောဆက်နေနေတဲ့မိဘမေကြောင်းလေးလားအေးအဲ့ကကလေးတွေတော်တော်များများဖျားကြလို့တဲ့အတူအိတ်ကြတော့အဖျားကူးကြတယ်ထင်ပါရဲ့လောလောဆယ်ပြင်တိုင်းဆရာဝန်ကကုနေပြီပဲကလေးတွေများလို့မနိုင်ရရဲ့ပြီးတော့ကလေးတွေကငါ့ကိုမင်းနေကြလို့တဲ့အေးပေါ့မင်းသား
မျက်စာမျက်နှာနဲ့ပြောတဲ့ချိုစကားကိုရည်နေတော့ဖုံးဆက်ပြောတာဘာတူလဲချိုကဆက်စုပြီးဆိုအဲ့လိုလုံးစိပတ်စီဝတိအမေဟမ်တာဝန်ခံမဆက်တွေ့လာပဲအဲ့အတော်ကြီးကဘာလို့အေးတာဝန်ရှိသူတွေကငါတော့ရမယ့်ရမဟုတ်ပဲဂျားရိုက်ဖြစ်နေတာမို့အားနာလို့နေမယ်ဝတိမိဘတွေကကြောင်းရဲ့ပြနိုင်အလူရှင်တွေလေအခုလဲကလေးတွေအတွက်လိုတာတွေသွားလှူရင်သိလာတာနေမှာအဲ့ဒီသူတို့ရောပါမှာလားမပြောတော့ဘူးမပါဘူးထင်တာပဲငါတော့ပါမယ်ထင်တာပဲလေးစီကိုဟန်ပါပို့ရင်ပြောလာတဲ့ချူကဘေးရင်ဆီယာမကြီးအထာနဲ့မို့မပြုံးမဲမနေနိုင်ဖြစ်ရပြန်ပြီတော်ချူကဟဲ့နင့်ကိုဖွင့်ပြောပြီးအတီစိန်ခေါ်သွားတဲ့မိန်းကလေးကနေရှိတဲ့နေရာကိုယူနေမှမလာပဲနေမှာပြီးတော့ဂေဟာတောဘက်မှာရှိတာဆိုတော့တကယ်အခွင့်ကောင်းဟမ်ဝရီဖွင့်ပြောတဲ့အကြောင်းနင့်ကမပြောမိပါဘူးအေးနင်ပြောမှသိရမယ်ဆိုလဲဘယ်သူမှသိမနေဘူးဟဲ့နင့်ကောင်မလေးကအဲ့နေ့မပြန်ခင်တွေးတဲ့ဆရာဝန်တွေအကုန်လုံးကိုရည်သလိုမောသလိုနဲ့ပြောသွားတာတဲ့ဟေ့သူကတော့ဖွင့်ပြောပြီးပြီမို့နင့်ကိုနားယောင်လာအောင်ကူညီပေးကြပါအောင်ဆိုပြီးတော့လေပြောကိုမပြောချင်ပါဘူးဟာအဲ့ဒါကြောင့်မိန်းကလေးတွေကိုရှော့မတွက်ပါနဲ့ဆိုတာချိုစကားကြောင့်ခုနကလမ်းနေတဲ့စိတ်ကလေးကဟုတ်ခနဲ့ငိမ့်နေကျွန်တော်အမူအရာကိုဖတ်တတ်နေတဲ့ချိုကအနားကပ်လာပြီးနင်တို့ပရဟိတအဖွဲ့ဝင်တွေမဟုတ်ပေမဲ့လိုက်လို့ရရင်ငါလိုက်ကူရမလားကျွန်တော်ကိုငှဲ့ပြီးပြောလိုက်မှန်းသိပေမဲ့နေခွင့်ယူနေရမှာပေါ့ဂျားရက်ကြီးကိုအောင်မဲမောင်မှန်ဖြေစမ်းနေနဲ့ငါတရက်ထဲပျောက်သွားရင်လူတွေငါတို့ကိုတမုတ်ကြမှာစိုးလို့မလားကျွန်တော်စိတ်ပြောလာအောင်ရှေ့ကနေဆက်ပြဲပြောင်ဆက်လှုပ်ပြနေတဲ့မျိုးစိတ်လေးနဲ့ကြက်တရေရှိတဲ့တငယ်ချင်းမရဲ့နှစ်ဖူးကိုခတ်ဖွားထုတ်လိုက်တော့ချိုကခေါင်းပူရှောင်ရင်ဟဟပတ်ရီးနေတယ်ဒီမြင်ကွင်းကိုတနေရာကနေတစုံတစ်ယောက်ကဆူဆူရဲရဲကြည့်နေခဲ့တယ်ဆိုတာကျွန်တော်ချိုကမသိခဲ့ပါဘူးည10:00နာရီခွဲစေးစာအုပ်ဖတ်ရင်မင်းကနေဖြစ်သွားနေတော့ရင်းနှီးနေကြတကားထူတန်တဝုံကအိမ်မောကျနေတဲ့လမ်းတွေကလေးတွေအသက်ဝင်လာတယ်ခါတိုင်းည12:00နာရီလောက်မှအိတ်တက်တဲ့ကျွန်တော်ကရာသီဥတုပူလို့နောက်တစ်ချိန်ရေထက်ချိုးပြီးကြတဲ့အိမ်ငိုက်တော့တာပဲအကျော်အချင်တော်မဆန့်အားပဲအတန်ကြားကလေးကအိမ်ရှိကိုထပြေးရတယ်နည်းနည်းကြာရင်ကျွန်တော်အော်ငေါက်ခံရနိုင်တယ်လေတကားကိုဖြည်းထုလဲရပါရဲ့နဲ့ဒီမကိုက်ဟာလေဘယ်တော့မှစိတ်မရှိထင်ထားတဲ့အတိုင်းပါပဲတကားဆွဲဖွင့်လိုက်ကြတဲ့မျက်မှောင်ကုတ်နေတဲ့မျက်နှာထားကိုအရင်ဆုံးမြင်တယ်တကယ်ကို24နာရီလုံးအလိုမကျမှုတွေပြည့်နေတဲ့လူတယောက်လိုစိမ့်ညိုနေတဲ့မိဖုရားကမကြသိခင်ကမှရေချိုးထားသလိုနှစ်ဖူးကဆန်စတွေမှာတွဲခိုနေတဲ့ရေသီးတွေကြောင့်ခမ်းမန်းချက်ကပိုသေးကြသွားသလိုမကိုက်ဘာများစကားမဆုံးခင်အနှဲငယ်ဟထားတဲ့တကားကနေကျွန်တော်ကိုတွန်းတိုက်အိမ်ထဲဝင်ချသွားပြီးအိမ်ကကော်စောခင်းထားတဲ့ကျမ်းပြင်မှာဝမ်းကြားမောက်ချတယ်နှုတ်ကလည်းတောက်တခတ်ခတ်နဲ့ပူလိုက်တာလို့အော်နေတယ်ထူးဆန်းတဲ့သူ့အပြုတ်မှုကိုခွဲပြားစိတ်ပြမှုမလုပ်ရသေးခင်ထောင်ထားတဲ့တင်ကူးဖြာလေးပြေးယူရတယ်လဲမယ်ဆိုလဲဖြာပေါ်ဖြစ်ဖြစ်စတီပေါ်ဖြစ်ဖြစ်လဲပါလားလူကိုစိတ်မကောင်းအောင်ကြမ်းမြင်ကြီးပေါ်မှာဖြာလိုက်ကင်ပြီးအနားမှာငုတ်လို့သွားထိုင်တဲ့အထိမလုံမရှက်ခဏကြာတဲ့အထိလှုပ်ရှားမှုတွေမရှိတဲ့အခါသူ့မျက်တောင်ရဲ့အနားအထိအရေးဆုံးတိုးမိတယ်တကယ်အိတ်နေတာလားသိချင်အောင်လေးငုံကြည့်မိတဲ့ခဏလေးအတွင်းလက်ကိုကောင်းအောင်ထားပြီးတခြားမဲ့ပေါ်နေတဲ့သူ့ဘယ်ဘက်နှခမ်းသားလေးစီကကိုယ်ကနေတစ်ချက်ဒေါက်တာဗျာတခါမှမကြားဘူးတဲ့နူးနူးညံ့ညံ့သူ့ခေါ်တဲ့အကြားမှာကျွန်တော်အာယုံတစ်ခုလုံးပျော်ဝင်ရစ်မှုသွားသလိုသူ့လေတံအတိုင်းကြည်လင်းလိုပြန်ထိုးပြီးတော့ဝိုင်းရမှောက်ပြီးလက်နှစ်ဖက်ချက်ထားတဲ့အပေါ်မျက်နှာတင်ထားတဲ့အတိုင်းကျွန်တော်ကိုကြည့်လာတဲ့မကိုင်းမြန်ဝန်းတွေမှာဘာအယောင်မှစွန့်ထင်မနေခုနတကားထုပြီးမျက်မှောင်ကုတ်နေခဲ့တာသူမဟုတ်တော့သလိုဒီယောက်ျားဟာအကဲဖမ်းဖို့ခတ်လိုက်ပုံများအခုတော့လေရှင်ရင်းဆွဲအသက်ထက်အများကြီးနှုတ်ငယ်တဲ့အရွယ်လေးလိုမျက်ဝန်းတွေကတောက်နေလိုက်တာများဟုတ်တာပဲရှင်ရင်းဆွဲအသက်ဆိုမှသူ့အသက်ကဘယ်လောက်လဲကျွန်တော်မှမသိနိုင်တာကျွန်တော်ထက်ငယ်တာလားကျွန်တော်ထက်ကြီးတာလားသိကြတာကတော့မျက်မှောင်ကုတ်ပြီးစူတဲ့အခါတိုင်းကျွန်တော်ထက်အသက်အများကြီးကြီးတဲ့အကိုကြီးတယောက်လိုအရွယ်ဖြစ်နေပြီအခုလိုဝမ်းကြားမှောက်ပြီးဆွတ်ကြဲပွားခြေသားပေါင်းပြီးအတူတစ်ထည်နဲ့ဆိုရင်တော့ကျင်းနေကျွန်တော်ထက်ငယ်မဲမျက်နှာမျိုးပေါ့သူ့ကိုငေးရင်သူ့ဆန်စားတွေထဲလက်ထည့်ပြီးစားနောက်လိုက်ခြင်းတဲ့အထိကျွန်တော်စိတ်တွေညှဉ်းသက်နေခဲ့တာများ
ဘေးမှာကတ်ထိုင်ပြီးသူ့ကိုခွဲခြားစိတ်ပြနေကျွန်တော်ပြုံးလိုက်မိတယ်ထင်တယ်။အချိုက်တနေရရဲ့အတွင်းပိုင်းအထိထိုးထည့်လာတဲ့သူ့လက်မျိုးရဲ့အထီးတွေကိုခံစားရမှကျွန်တော်ဟက်ကနေတစ်ချက်ယူပြလိုက်မိတယ်။ဘာလဲကျွန်တော်ဘာလို့ယူပြလိုက်တာလဲ။ယောက်ျားတစ်ယောက်ကညာကြီးအချိန်မှာထူးထူးဆန်းဆန်းစိုက်ကြည့်နေပြီးကျွန်တော်မျက်နှာကိုထိပါနေကြတာလေ။ဒါပေမဲ့ဒါကိုတာမန်ဖြစ်ရလို့ဘာကြောင့်သဘောထားနေမိတာလဲ။ထူးဆန်းလိုက်တာဒီအချိန်လေးအတွင်းသူနဲ့ကျွန်တော်အကြားဒါအလွှားမှမချနေသလိုသူ့မျက်ဝန်းတွေကလည်းကြည်စင်နေလိုက်ပုံများဒေါက်တာကျွန်တော်ခေါင်းငိမ့်ပြတော့အချိုက်တွေရဘယ်ကလေးရလဲဟမ်ဘယ်ကလေးကမျက်နှာပေါ်မှာရောက်နေရလဲသူ့မေးမှရုတ်တရက်ကြောင်သွားတဲ့စိတ်နဲ့အပြေးလွှားစဉ်းစားကြည့်ရတယ်ဟုတ်တယ်ဘယ်တော့မှရောက်လာတာလဲဆိုတာစဉ်းစားမရပြီးမှတစ်ခုခုကိုတွေးပြီးမျက်မှောင်ကုပ်မိတယ်သူ့ဘေးနားရောက်တိုင်းကျွန်တော်ဘာလို့ငတုံးတစ်ယောက်နဲ့တူတူသွားရတာလဲပြီးရင်ပြောအောင်မယ်ညံမကောင်းမဲ့ဘလို့ဆရာဝန်ဖြစ်လာတာလဲဆိုပြီးမျက်မှောင်ကုပ်ထားတဲ့ကျွန်တော်ဘေးကနေမကိုင်းရီတန်ထွက်လာမှထူးထူးဆန်းဆန်းအမေးစကားကိုကျွန်တော်သဘောပေါက်တော့တယ်သူကျွန်တော်ကိုနောက်နေတာမလားစနေမှအခုမှသဘောပေါက်ပြီးအောင်နှခမ်းကိုဖိကရင်မျက်စောင်းမမီတဲ့အကြည့်တစ်ချမ်းနဲ့သူ့ဘက်ရှုတီတီနဲ့ဝဲကြည့်လိုက်မှအားကနေអော်ပြီးဝမ်းရမောက်နေရကနေကုန်းထလာတယ်ဘုံကနန်းထားလိုက်တာမို့ကျွန်တော်ဘေးနားမှာကြက်ကြက်တဲတဲနီးနီးကက်ကက်သူ့နှစ်ဖူးနဲ့ကျွန်တော်နှစ်ဖူးကိုတုတ်ခနဲမြအောင်ပစ်တိုက်လိုက်ပြီးပြီးမခံနိုင်တော့ဘူးတကယ်လို့ထပ်တိုးတိုးရီရွတ်တယ်သူ့အတန်ဟာကျွန်တော်အသက်ရရဲမရွှေရတော့တဲ့အကွာဝေးရနေလာတယ်သူ့ထွက်သွားနေနေကကျွန်တော်ပါးပြင်မော်ဘဲညာပြေးနေလိုက်တာများအဲ့ဒီနောက်ကျွန်တော်ပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်အသုံးပြုပြီးအတင်းပြင်းညစ်လာတယ်သူ့ပုံစံကအားမလို့အားမရဖြစ်နေဟန်အသေးတရားရနဲ့အန်ကိုကြိတ်လို့မဟုတ်သေးပါဘူးဒါကဘာပုံစံလဲသူ့ပုံစံကသုံးနှစ်သားကလေးတယောက်ကိုချင်လွန်းလို့ပြင်းညစ်နေသလိုငုံမိုးကြည့်လာတဲ့မျက်ဝန်းတွေကကလေးတယောက်ကိုဖက်နှမ်းကျင်နေသလိုကျွန်တော်တကယ်ကလေးပေါက်စားလို့မြင်နေရလားအသက်28နှစ်အရွယ်ရှိတဲ့ကျွန်တော်ကိုလေအတန်ကြာအောင်အားရအောင်ဖြစ်ညစ်နေရကသူ့လက်တွေတဖြည်းဖြည်းအားရော့လာပြီးလက်ငါးချောင်းအစာလက်ညှိုးနဲ့လက်မကိုပဲသုံးပြီးတော့ကျွန်တော်ပါးပြင်တစ်ချောင်းဖွားဖွားရွရွပြီးတော့တရွရွလိုက်ညှစ်ကြည့်လိုက်ကြည့်ကန်ကြည့်လိုက်နဲ့သူတယောက်တည်းအိမ်မက်ထဲမှာလမ်းပြောင်းနေသလိုသူ့ကဘာကြီးမှာကျွန်တော်ပဲရှိရသလိုသူ့မျက်ဝန်းညိုတွေကလည်းကျွန်တော်ပါးပြင်ကနေနေရမရွေကျွန်တော်တို့ဒီလောက်ထိရင်းနှီးသွားကြတာလားပူထူနေတယ်ဆိုပေမဲ့မျက်မှောင်ချပြီးတော့တုံလို့ရတော့အောင်ကျွန်တော်ကနုနုငငယ်မိန်းကလေးတယောက်မှမဟုတ်တာကြန့်ခိုင်တဲ့အရွယ်ရောက်ပြီးတဲ့ကိုချလောက်ဘကိုရက်တီနိုင်တဲ့ယောက်ျားတယောက်ကျွန်တော်မျက်နှာပေါ်တစ်ဖက်ဖက်ရွေ့နေတဲ့သူ့လက်တွေတိုင်းသူ့မျက်စံညညတွေကတောက်လျှောက်ပါသွားတယ်တစ်ချက်ကျွန်တော်နှစ်သက်ဆက်ကိုခက်ခွာထိလိုက်တာလည်းရှိတယ်စပင်းတွေကိုလက်ချောင်းတွေနဲ့ဖွားဖွားထိုးခွဲပြီးကျွန်တော်နှစ်ရွက်အောက်နာနှစ်တန်နီးနေရာရောက်တော့ဖွားဖွားပုတ်ဆွဲကြည့်ပြီးအကြာကြီးရက်နေတယ်သူ့လက်လှုပ်ရှားမှုသမျှကထပ်ပေါက်ကြတော့မဲ့ဘုံတစ်လုံးလို့ကျွန်တော်တယောက်တည်းမူမမှန်ပူပြင်းနေကြရလားတင်းကျပ်လာတဲ့နှလုံးကုန်တန်းကိုသူကြားသွားမှစိုးရိမ်ပေမဲ့တားဖို့လည်းသတိမရရှက်ဖို့လည်းသတိမရပဲမိန်းမောွယ်အထီးတွေမှာမျက်ဝန်းတွေကိုဖိပိတ်လိုက်မိတယ်မညာတန်းဝင်ခံရရင်သူ့စီကရောက်လာမဲ့ဖွားဖွားရွနောက်ထပ်အထီးတွေတစ်ခုကိုမျှော်လင့်ခဲ့ပေမဲ့ရည်တန်တိုးသာကြားလိုက်ရပြီးဒေါက်တာဗျာရုံးနဲ့အကွက်ကွက်အလွဲလွဲဖြစ်နေရကနှလုံးဖွင့်ကြည့်တော့မကိုင်းမျက်နှာကကျွန်တော်နဲ့ခက်လန်းလန်းအကွာဝေးကိုပြန်ရောက်နေပြီမျက်ဝန်းတွေကတော့ခုနအတိုင်းကြည်လင်တောက်ပနေတော့သိစမ်းမောင်ဘာလို့မျက်လုံးမိတ်လိုက်တာလဲသိတော့မှာပဲပူလူလူခံစားချက်ကကျွန်တော်စီအားပြင်းပြင်းနဲ့ရောက်လာပြီးနောက်သူ့မျက်ဝန်းတွေကိုခိုးကြည့်မိတယ်တော်သေးတာပေါ့သူ့မျက်ဝန်းတွေမှာလှောင်ရိပ်တွေမရှိလို့ဒေါက်တာအသားကြီးကဘာဖြစ်တာလဲဘာဖြစ်လို့လဲဗျထိလိုက်တာနဲ့လှလွတ်ချင်လောက်အောင်ညှို့နေလို့ဟမ်မျက်နှာပစ္စည်းရပါလဲတောက်လျှောက်မင်းနေတဲ့သူ့စကားတွေအကြားဘယ်ဟာမယိုးသားတာလဲဘာအယောင်တွေစိုးနေလဲဝေခွဲချိန်မရနောက်တစ်ချိန်အဆူမခံရခင်တစ်ခုပဲတစ်ခုပြေစနစ်ကိုပြပါတလဲလုပ်နေရတယ်မဖတ်တတ်ဘူးဂျပန်တစ်စိတ်ပဲတကယ်ချင်းဂျပန်ကပြန်လာတော့လက်ဆောင်ပေးထားတာပေးတိုင်းယူပြီးတုံးတာပဲလားစောင်းအောင်ထွက်လာတဲ့သူ့စကားတဲ့အစုံတော့ကျွန်တော်တစ်ချက်ယူမိရင်အင်းမော့တကယ်ချင်းပေးတာပဲဒါနဲ့ဘာလို့အနံ့ဝင်ရင်းနှီးနေတယ်လို့ဖြစ်ပေမဲ့စဉ်းစားမရလို့
မျက်မှောင်ကုန်းပြောနေတဲ့မကိုက်ကိုကြည့်ပြီးကျွန်တော်လှုပ်ခဏထွက်သွားတာကဒါများမကိုက်ရဲ့သိချင်နမ်းကြည့်လို့ရကိုကအတိတ်ပဲတစ်မျိုးနဲ့ပြောလိုက်ပေမဲ့ခွင့်ပြုချက်ရသလိုယုံကြည်ထိကပ်သွားတဲ့သူ့နှာခေါင်းချွတ်ချွတ်ဟာကျွန်တော်ပချိုင်ခွက်တဲ့ကိုစူးကနေနှင့်ဝင်နေဘယ်သူမပြုမိမိမှုဆိုပေမဲ့မထေမှတ်ထားတဲ့အခြေအနေမှာအသက်အောင်ပြီးလက်သီးတွေကျစ်နေအောင်ဆုပ်လိုက်မိတယ်ထင်တာပဲနှလုံးတွေကအလားတည်းရောင်ပြီးတော့မှိတ်မသွားလို့သူ့မျက်တောင်တိုးစိတ်တွေကအစားအနီးကပ်မြင်နေရတယ်ကျွန်တော်ကဘာပြောင်းပြန်လဲထွက်သွားသလိုအခုထိထိကပ်နေစေမကိုက်နှာဖျားကကျွန်တော်ပါပေါ်ကနေခွာသွားမှာကိုစိုးရိမ်မိသလိုအသက်ရှူအောက်ထားပေမဲ့အောက်ဆီဂျင်ပြတ်လို့သေမှာမဟုတ်ပဲအနမ်းတစ်ခုကြောင့်ရင်ခုန်ပြီးသေတဲ့မသားကျွန်တော်ပထမဆုံးဖြစ်တော်မှန်ထင်တယ်လူကြားလို့မှမကောင်းအောင်အသက်28နှစ်အရွယ်ရောက်မှလေကျွန်တော်အထင်10မိနစ်လောက်ထိကပ်ပြီးနောက်ပြန်မခွာခင်မှာတရှိုက်မမတ်နမ်းရှုံလိုက်သလိုနင့်ဝင်နေတဲ့သူ့နှာတန်းစင်းစင်းကကျွန်တော်မျက်နှာပြန်ခွာသွားတဲ့အခါမျက်နှာချောချောကိုတတိလက်လွတ်လိုက်ကြည့်နေမိတယ်။မကိုင်းမျက်နှာကခက်လွဲအောင်နှခမ်းကိုဖိကိုက်ထားပြီးတော့လယ်ပင်ကိုပုတ်နေတယ်။မျက်တောင်ဆိတ်တွေရဲ့လားရာကကျွန်တော်စီရွေလာတော့ရောင်အားနဲ့အခုထိပိုက်ထားစိတ်ဖြစ်တဲ့တင်မျိုးဖြာလေးကိုဖြစ်ညစ်မိတဲ့အခါသူ့နှကန်းတောင်စွန်းတွေကအနှဲငယ်လှုပ်ရမ်းသွားသလိုဖယားကြီးသူ့ရင်ခုန်နေရလားကျွန်တော်တယောက်တည်းမဟုတ်ပါပဲသူရင်ခုန်နေရလားဒါဆိုမှားပြီးနမ်းတာမဟုတ်ပဲရည်ရွယ်ပြီးတော့လုပ်ခဲ့တာလားအိမ်ကြီးချင်းယောက်ျားနှစ်ယောက်ကနမ်းလို့ရပါသလားပူနွေးနွေးနှကန်းတစ်စုံကပါးပေါ်ပဲထိကပ်ခဲ့ရတော့အခုထိပြိုလဲကျင်နေတော့ဒီအနမ်းကိုခွဲခြမ်းစိတ်ပြကြည့်ဖို့ကြိုးစားရင်ကျွန်တော်တယောက်တည်းရှုပ်ထွေးလာတယ်အနှစ်ယောက်ကြားအတန်ကြာတိတ်ဆိတ်နေပြီးမှကိုကစိတ်မရှိလို့ဗျာမှားပြီးနမ်းတယ်ဆိုတာဘာမှရှိလို့လဲအများကြီးတွေးမနေနဲ့ခင်ဗျာသူကကျွန်တော်အတွေးတွေအထီးသိနေခဲ့တာလားမကိုက်ကဘလို့လူမျိုးလဲသိခွင့်ရှိရင်တကယ်သိကျင်ပါတယ်မျက်နှာသစေးဘူးကိုနမ်းခိုင်းတာသိပေမဲ့အနမ်းသိကျင်လို့ကိုစိတ်မရှိလို့ပြေခင်းတယ်လို့ခက်ရှက်ချထွက်လာတဲ့အတန်အစုံထက်ကွေးကျသွားတဲ့သူ့နှခမ်းသားတောင်စုံရဲတက်လာတဲ့နေရွက်ဖျားတွေမကိုက်ဟာရှက်တက်ပါတဲ့လားဟာဒေါက်တာအင်ကအဲကုန်းဖွင့်ထားတော့အေးနေတာပဲကိုဒီညဒီမှာအိမ်မယ်ညာထပ်ပြီးရီရွေးတွေလွှမ်းနေတဲ့မျက်လုံးတစ်စုံကကျွန်တော်ကိုကြည့်လာပြီးတော့တပြားပြားနဲ့ကွာကိုစိတ်မရှိရင်ဘာလို့တက်လဲသိသွားပြီမလားသွားကြစိတ်ပြီးကျင်းလိုက်တဲ့အတန်ကြောင့်နေရာကနေကျွန်တော်ပြုံးကနေထားရတော့မကိုက်ကအတန်ထွက်အောင်ကြီးတယ်ယောက်ျားချင်းမို့ကြောက်စရာလည်းမလိုကြောက်နေရလည်းလုံးဝမဟုတ်ပေမဲ့တိတ်ဆိတ်နေတဲ့ညအချိန်ရဲ့နှစ်ယောက်တည်းဆိုတဲ့အတီးရဲ့ဒီညမှထူးထူးဆန်းဆန်းညံ့တက်နေတဲ့ကျွန်တော်အချိန်ချင်းပြင်မာမိရဲ့သူ့ရဲ့ညှင်းဝန်းမျိုးတွေရဲ့သွားအိတ်တော်လေခမရတကယ်ဒီမှာအိတ်မလို့လားဝမ်းရပြန်တော့ရာကနေကျွန်တော်စကားကြောင့်ငုတ်တုတ်ထထိုင်လိုက်ပြီးဒီမှာမအိတ်လို့ကိုကမင်းနဲ့အတူဟိုထဲမှာကျွန်တော်အိမ်ခံဘက်လက်ညှိုးညှိုပြပြီးပြောလာတာကြောင့်လူတစ်ကိုယ်လုံးပူထူပြီးအိမ်ငန်းထဲခက်မြန်မြန်ပြန်ဝင်ရတယ်နောက်ကျောကိုကပ်ပါလာတာကမကိုက်ရည်တန်တက်တဲ့ထူးဆန်းလိုက်တာဒီအခိုက်တန့်လေးကစိတ်ချမ်းမြေ့စရာကောင်းလိုက်တာအိမ်ငန်းထဲမှာရှိတဲ့တလုံးထဲသောဖက်လုံးချိုးစီကလက်ဆောင်ရထားတဲ့အညာဆောင်နဲ့အပေါ်ရှိထားတဲ့တရားအိတ်ချင်အောင်အပါးလေးထဲပိုက်ပြီးတော့ပြန်ထွက်လာတော့မကိုက်ကပက်လက်လန်ထားတဲ့အတိုင်းမျက်နှာချက်ကိုကြည့်ပြီးပြုံးနေတယ်မကိုက်ထတခါတလေမှာတခွန်းပြောတာနဲ့နားဝင်တဲ့မကိုက်ကကျွန်တော်အတန်ကြာတော့ကုန်းကနေထလာပြီးလက်ထက်ကဆောင်းတဲ့ဖက်ကောင်းကိုလွှဲပြောင်းယူတယ်။သူအိတ်ဖို့တင်ပြီးပြလခင်းပြီးနေရာချပြီးတော့လေမမိတ်မတုံလိုက်ကြည့်နေတာပဲ။ဒီနံကျိုးသွားပြက်လာပြီးခြေထောင်ထောင်ပြီးတော့စက်တီပေါ်မှာသွားထိုင်ပြီးဒုနှစ်ဖက်ပေါ်လက်နှစ်ဖက်တိုင်းဖက်ထားတဲ့ပုံစံနဲ့ကျွန်တော်အပြုတ်မှုတွေကိုမှတ်သားနေသလိုတကယ်ဘာမှမလုပ်တတ်တဲ့ကလေးတယောက်ရဲ့မျက်ဝန်းတွေလိုကြည်လင်းပြီးအယောင်တွေကင်းနေလိုက်တာများခုနကျွန်တော်ကိုခက်တီတီနမ်းထားတဲ့သူမဟုတ်တဲ့အတိုင်းမကိုက်ရပြီလာအိတ်တော့ခေါင်းတော့အပူမရှိလို့ဖက်လုံးပဲရတယ်ဆိုတဲ့ပုံစံနဲ့ခေါင်းဆက်ပြပြီးခြေထောင်ထဲကိုလောင်းဝင်ထိုင်တော့ပြောလက်စကိုရက်ပစ်လိုက်ရတယ်သူခြေထောင်ထဲရောက်တာနဲ့ချင်းဝင်မှဆိုလို့ခြေထောင်ပတ်လည်ကိုတင်ပြီးပြအောင်ဝင်အောင်ထည့်ပြီးအဲ့ရကိုတက်ရက်အောင်နေရာချပေးလိုက်တော့ကျွန်တော်အပြုတ်မှုကိုထူးဆန်းသလိုငေးဆိုင်ကြည့်နေတယ်
ရှင်ဝင်မှာဆိုလို့ကိုကမင်းဝင်လာမှာပဲဆိုတာဟမ်မကိုက်စီကနောက်ထပ်ကြားလိုက်ရတဲ့ရေတံချိုချိုသူဒီနေ့ညအရန်သဘောကောင်းနေရမဟုတ်ဘူးလားသူ့ရေတံတွေခဏခဏကြားနေရတာရဲ့ပြေကျနေတဲ့မျက်ခုံးတန်းတွေကိုငေးနေရတာကျတိတ်သဘောကျတာပဲမလိမ်ပါဘူးတကယ်စိတ်ချမ်းသာနေတာအိပ်ပျော်အောင်အိပ်ကျွန်တော်ခေါင်းတစ်ချက်ညှိပြီးမိခလုတ်စီလက်လန်းပို့တော့ကိုကဒီအတိုင်းမင်းဖွင့်ထားတဲ့အဲကွန်အေးလို့ခမစိတ်အနှောက်အယှက်မဖြစ်နဲ့လို့သူ့စကားအဆုံးမှာမိခလုတ်ကို6ခနဲ့ပိတ်ပြီးခေါင်းရမ်းရင်းပြုံးမိတယ်အခုထိမဖွင့်ရသေးတဲ့အဲကွန်ရမှုလေးကိုကောက်ယူပြီးတော့ဖွင့်လိုက်တဲ့တီးကနက်ဆွဲအတန်ကြားမှာကျွန်တော်နဲ့ကမကိုက်ရည်တန်းတူတူထွက်လာတယ်လူကြီးရှက်ရင်ရည်တယ်မလားရှက်လို့ရည်နေရလားသူ့မျက်နှာနီးနေမလားခုနကတင်ကြားလိုက်ရတဲ့သင်ခန်းစာအရာသူ့နေရဖျားလေးတွေကတော့ကျိန်းစီရင်းနေမှာမကိုက်တေချာမသိတာကတခုကကျွန်တော်အဲကွန်ဖွင့်ထားဖို့မကြာခဏမိတတ်တဲ့လူမျိုးဆိုတာကိုပေါ့ခက်အုပ်အုပ်ရည်နေတဲ့သူ့အတန်ကိုနားထောင်ပြီးကြည်ကြည်နုနုနဲ့ကျွန်တော်လည်းအခန်းထဲဝင်လာရတယ်အဲ့ရထဲမှာပက်လက်လှန်ချလိုက်ပေမဲ့အလိုက်ကန်းဆိုမသိတဲ့ရင်ခုန်တန်းတွေကမကိုက်ကြားမှာဆိုရလောက်အောင်မြူးထူးခုန်ပေါက်နေခဲ့တယ်အဲ့ဒီနောက်လေတံတူတူလေးနဲ့မကိုက်ခဏအကြာမှအိတ်နေပြီလားအိတ်နေပြီမင်းကိုအိမ်မက်ရောင်ပြီးပြောနေတာအိမ်ငန်းနဲ့ဧကန်အပြန်အလှန်ပြောနေရင်ကျွန်တော်ဒီကိုယ်လုံးဂရင်မော်ကွေးနေပြီလေရင်ခုန်တန်းတွေနူးသိနေလိုက်တာများမိကောင်ပေါက်စားအရွယ်လေးလိုမကိုက်ဟေးဒါထက်ခေါ်နေမယ်ဆိုရင်ဧကန်ထဲမှာပဲကိုငြိမ်ငြိမ်လေးအိတ်နေတော့မှမဟုတ်ဘူးနော်မင်းသိအောင်ပြောတာရှာတတအတန်ဟာညနဲ့အပြိုင်ဧကန်ကနေတဆင်ကျွန်တော်နှလုံးသားစီထိုးပေါက်ဝင်တယ်မမမဲစိမ့်သက်သွားတဲ့လေတူးနဲ့အပြိုင်ကျွန်တော်လည်းဒီအမျိုးသားရဲ့စကလုံးတွေစီပြိုကျပြန်တယ်ဒါပေမဲ့လည်းရှိသမျှအင်အားလေးကိုစုစည်းလိုက်ပြီးကျွန်တော်နဲ့မကိုက်ကကျွန်တော်တို့ကစကားမဆုံးခင်ပြန့်ဝင်လာတဲ့မကိုက်အတန်ကနိုင်ရန်တစ်ဖက်ကြားကနေနေစီအထိမိမိကက်ကက်ဖြတ်သားစီးဝင်လာသလိုခံစားရတယ်ကိုကမင်းနဲ့တငယ်ချင်းလုပ်ဖို့စိတ်ကူးမရှိတာမို့အိတ်တော်ဒေါက်တာနောက်တစ်ခါထက်ခေါ်ရင်မင်းလုံညုံရီကိုအာမမခံဘူးနော်သူ့ချင်းချောက်တန်ကိုဒေါသထွက်ရမယ့်အစားကရင်ပေါ်မှာလူးနေမိတယ်အိမ်မဖြစ်မှာရင်ခေါ်မိအတွေးတွေများပြီးပျော်နေတယ်ဆိုပေမဲ့အိမ်မဖြစ်မှာမနေ့ပြန်မိဘမဲ့ကြောင်းလေးသွားရမယ်လို့ပုံဆက်ထားပြီးအခုတကယ်အိမ်မဖြစ်မှာအဲ့ဒီညကအိပ်ပျော်သွားတဲ့အခါမှာတော့အိမ်မထဲကိုရောက်လာတဲ့ဇာကကျွန်တော်ဂရင်ပေါ်မှာသူ့ပါလှဲရင်ကျွန်တော်ဒီကိုယ်လုံးကိုကျင်းနေအောင်ထွေးပတ်ထားပြီးကျွန်တော်နှစ်တဲဆက်ကိုအကျဉ်းကြီးအများကြီးတစ်ဖွားဖွားနမ်းနေခဲ့ပါတဲ့အိမ်မထဲမှာဇာကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်တွယ်မိတဲ့အခါဇာကမကိုက်အသွင်ပြောင်းသွားတာကိုကျွန်တော်ကတန်အော်နဲ့ပျော်ရွှင်နေခဲ့ပါတဲ့ညနိုးစရာကောင်းတဲ့မနိုးထလာရှင်တဲ့အိမ်မလေးဖြစ်ပေမဲ့မနက်6 နာရီအလန်းတန်ကြားတဲ့အခါကျွန်တော်အိမ်မက်ကနေနိုးထားရတယ်ပရိသတ်အိမ်ရှိကိုပြေးကြည့်လိုက်တော့တက်တက်ရရခောက်တင်ထားတဲ့ချင်းအောင်စောင်းနဲ့ဖက်လုံးဘယ်ချိန်လေးကပြန်ထွက်သွားလဲမနက်စာလေးတောင်မကြွလိုက်ရတာမို့မှောင်ကျသွားတဲ့ရာသီဟာကျွန်တော်ပါပဲတက်ပြေးရှိုက်ပြီးစေတနာပြိုကင်းသွားဖို့လိုအပ်တဲ့ပစ္စည်းတွေကိုအိမ်ထဲထည့်နေမိတယ်ခေါင်းရင်းအိမ်လေးကတော့တိတ်ဆိတ်နေတတ်လိုက်တာမကိုက်ဟာအဲ့လိုမျိုးအကဲဖတ်ဖို့ခက်တဲ့ယောက်ျားကျွန်တော်ပချိုင်နေတဲ့နင့်နေအောင်နမ်းရှိုက်သွားတဲ့ပထမဆုံးအမျိုးသားအများကြီးနားလည်ဖို့ခက်တဲ့အမျိုးသားဒီအမျိုးသားလေးကိုကျွန်တော်လေနိုင်အနှဲငယ်မောင်းပြီးတော့ဖုံအလင်းလင်းတက်လာတဲ့ကျွန်တော်ဆိုင်ငယ်လေးကတောဆာမှာရှိတဲ့မိရမဲ့ကျောင်းလေးစီရောက်တယ်မဖွင့်မျိုးသေးတဲ့တော်လန်းကိုလကဘာလိုပါပဲတလန်းလုံးဆိုင်ငယ်ကိုကစုံပေါက်ပြီးမောင်းလာခဲ့ရတာကြောက်ခဲစားထားရင်တော့အစာကျသွားမယ်လမ်းမျိုးခါတိုင်းဒီကိုဆိုင်ငယ်နဲ့တခါမှမလာဘူးပါဘူးအကျိုးအပို့ကားစီစဉ်ပေးတာကြောင့်အသာလေးတက်လိုက်သွားရုံပဲအခုတော့ကြားပြတ်ပေါ်လာတဲ့ကိစ္စမို့ကျွန်တော်ကြောင့်ဘသူကိုမှအလုံးမပို့စေချင်တာမို့ဒီအတိုင်းအဆင်ပြေသလိုသွားလိုက်မယ်ဆိုပြီးခေါင်းမာခဲ့တာအခုတော့လူတကိုယ်လုံးဖုံတွေအလိမ့်လိမ့်ကျောင်းဝင်းလေးတဲ့ဆိုင်ကရက်ပြီးသွားတာနဲ့ခန္ဓာကိုယ်ကဖုံတွေကိုအရင်ခါချရတယ်အဝါနုရောင်စပိုရှန်နဲ့ပစိုးကိုတွဲဝစ်ထားတာမို့အင်ကြီးကဖုံအယောင်ကိုမသိတာပေမဲ့ပစိုးအောက်ပြားနာအထိကိုမနှဲခါချနေရတယ်ခ
ခါတိုင်းဆိုရောက်တာနဲ့စော့ကစားနေရကပြေးကြိုတတ်ကြတဲ့ကလေးတွေကိုအရင်ဆုံးတွေ့ရတတ်ပေမဲ့အခုတော့ကျောင်းဝင်းကြီးကတိတ်ဆိတ်နေတတ်လိုက်တာများကလေးတွေမှနေမကောင်းတာပါလာတဲ့ဆေးအိတ်နဲ့မုတ်တုပ်တွေကိုဖုံခါပြီးနောက်ကျောင်းဘက်လှည့်ကြည့်လိုက်တာနဲ့တာဝန်ခံအမကထွက်လာတယ်။အိုးဆရာလေးရဲ့တကယ်ရောက်လာတာပဲ။ဘာမှပြန်မဆက်သွယ်တော့မလာဖြစ်တော့ဘူးထင်နေတာ။လာမှာပေါ့အမရဲ့ကျွန်တော်ကလေးတွေမှနေမကောင်းတာ။သိရင်လာကြိုခိုင်းလိုက်ပါတယ်ဆရာလေးရဲ့နေတလောက်ပူးနေတာပြင်ပန်းလာမှာပဲ။နားအောင်လေဒေါက်တာလေး။မနာတော့ဘူးအမကလေးတွေပမာလဲ။သူတို့အဆောင်မှာပဲဆရာလေး။ပြစ်ကစားထက်တော့အတော်လေးတက်တာလာကြပါပြီ။ကိုကြီးတစ်လည်းတော်တော်လေးဂယူးဆိုင်ပေးပါတယ်။ကျမသွားခေါ်လိုက်ပါမယ်။ဒေါက်တာလေးစိတ်ကနေပဲစောင့်လေ။ဆရာလေးခေါ်လိုက်ဒေါက်တာလေးခေါ်လိုက်နဲ့တယောက်တည်းပြန်များနေတဲ့မတ်တီတာကိုလက်ကပြပြီးလာဖို့အစီအမီကြရလား။ကျွန်တော်တို့အဆောင်သွားလိုက်ရမလား။အဲ့လိုအစီအမီလားဆရာလေး။ပြပါတယ်အမ။အဆောင်ဆိုတာထက်တန်းများကြီးထိုးထားတဲ့အိတ်ခမ်းရှည်ပုံစံကြီးမျိုးတကားဖွင့်လိုက်တာနဲ့လဲလျောင်းနေတဲ့ကလေးတွေအတင်းကုန်းထလာကြတယ်ဆရာလေးရောက်ပြီးဟေးဆိုပြီးတော့ဝမ်းသာအားရထအော်ကြတဲ့တန်စင်လေးတွေတော်သေးတာပေါ့ထင်သားသလိုမျက်နှာလေးတွေကနွမ်းနယ်မနေလို့ဒီကလေးတွေနဲ့ကျွန်တော်ရဲ့တန်ရောစင်က6လကျော်ဆိုတဲ့ကာလတစ်ခုနဲ့တင်အတော်ခိုင်မာနေပြီသားတို့နေတတောင့်တတနေကြဆရာလာမယ်ယောက်ျားလေးအဆောင်အရင်ဝင်တာမို့မြောက်ကလေးတွေအတိုင်းခဏနေကြတော့ကျွန်တော်အဘေးနားမှာဝိုင်းကြီးပတ်တူဝေပါလာတဲ့မုတ်တွေကိုဝေပုံကြခွဲဝေပြီးတော့သဘောကျနေကြတယ်ဒီမြောက်ကလေးတွေတကယ်ဖျားနေကြတာဟုတ်ရဲ့လားလူတော်တန်တရားဝင်မိတဲ့အထိလိုအပ်တာစမ်းသပ်စစ်ဆေးအဆောင်မှုကိုမှားစရာရှိတာတွေမှာပြီးတော့လူကအတော်ပြိုင်းနေပြီဒါပေမဲ့မိန်းကလေးအဆောင်ဘက်သွားရအောင်မယ်မောတော့မောပြပေါ့ဒါပေမဲ့မမောဘူးဆိုတဲ့အတိုင်းပဲအဆောင်ကူးဖို့ပြင်တော့မတ်တီတာအနားပြန်ရောက်လာတယ်ဒေါက်တာလေးသမင်းစားလို့ရပြီရှင်လက်ကနာကြီးကိုတစ်ချက်မြောက်ကြည့်ရင်အာဟုတ်တာပဲကျွန်တော်အချိန်ကိုမေ့နေတာကျမထင်တယ်အဲ့ဒါကြောင့်လာခေါ်လိုက်တာသမင်းတူစားဖို့ကိုကြီးတစ်ဆောင်နေပါလေဆရာလေးဆရာလေးကကလေးနဲ့တွေ့တိုင်းသမင်းမဟင်းမေးဆိုတာဒီကလူတွေတောင်သိနေကြပြီမတ်တီတာအပြောကိုသဘောတကျနားထောင်ပြီးသမင်းစားဆောင်ဘက်ထွက်လာတော့လေအငွေ့မှာငူးပင်ကပွင့်ပတ်လေးတွေကျွန်တော်စီလွင့်လာတယ်ငူးဟာဆက်နေရပြီးပွင့်တဲ့ပန်းမို့ဒီကျောင်းတစ်ဝိုက်ကိုငူးပင်နေနဲ့လွှမ်းခြုံထားတယ်အဝေးကလှမ်းကြည့်လိုက်ရင်ငူးပင်တန်းတွေအောက်မှာမြင်တွေ့ရတဲ့အဆောင်တန်းရားတွေပုံမှန်ဆိုကြားလေးရှိတဲ့ကလေးတွေရဲ့စာအန်တန်တွေဒီရန်ဝင်ဒီလေတုဟာအပြစ်ကင်းတဲ့ကလေးတို့ရဲ့အတန်တွေကြောင့်နေပျော်စရာဖြစ်နေတာဒီကျောင်းကကလေးတွေကိုပဲတောင်းကျင်တွေ့တာမဟုတ်ပါဘူးဝါဆွေးနေတဲ့ငူးပင်တွေရောကျောင်းနောက်ကတောဆက်မှာရှိတဲ့ဆန်းချောင်းလေးရောဆန်းချောင်းလေးကိုသွားတဲ့လမ်းတစ်လျှောက်ထိုးထိုးထောင်ထောင်ပေါက်နေတဲ့ဝေယုံတော်လေးတွေရောဒီအရက်ရောက်တိုင်းတောရိပ်တောတောင်အရသာကိုအပြည့်အဝခံစားရတယ်ကျွန်တော်ရဲ့မွေးရမြေနိုင်မျိုးကလေးကရေကန်းဆက်လေးမှရသလိုခံစားချက်နုနုလေးကိုဒီနေရာလေးကပေးစွမ်းနိုင်တယ်မြို့နယ်မိုင်ပေါင်းဘလောက်မှမွေးပေမဲ့ဒီနေရာလေးရောက်ရင်မြို့ပြရဲ့မွန်းကျက်မှုတွေနေ့စဉ်လူနေမှုဘဝရဲ့ဖိစီးမှုတွေကနေအဆုံးအစမဲ့လွတ်မြောက်သွားသလိုပဲဒေါက်တာရေမင်္ဂလာပါဗျာဟုတ်ကဲ့ကိုကြီးတဲ့မင်္ဂလာပါခင်ဗျာစေတနာပြိုးခင်ရဲ့ပင်တိုင်းဆရာဝန်ကိုကြီးတဲ့ကိုပြန်နှုတ်ဆက်ရင်သမင်းဝိုင်းမှာအတူဝင်ထိုင်ဖြစ်တယ်အလုပ်မှာတော်ပြီးချမ်းသာတဲ့ကိုကြီးတဲ့ကအစိုးရအလုပ်ခေါ်အပြင်စိတ်ယုံအလုပ်ပါမထိုင်မဲနဲ့ဒီကျောင်းလေးမှာဘာလို့ကြောက်ထထားသလိုကတ်နေရလဲဆိုတဲ့အကြောင်းကိုအရင်ကတွေးဘူးတယ်နည်းနည်းခင်လာမှသိလိုက်ရတာကကိုကြီးတဲ့ကနာမည်ရကစားစာရေးဆရာတယောက်ဖြစ်ပြီးအေးချမ်းတဲ့နေရာလေးမှာစာရေးရတာကြိုက်လို့ရဲ့အသေးကွဲလာလို့ရဲ့မျိုးပြကနေထွက်ပြေးလာခဲ့တဲ့အခုတော့အရာအားလုံးအနေထိုင်သွားပေမဲ့ကျင်းငတ်တို့ရဲ့အတန်ရဲ့စမ်းချောင်းစီးတံလေးတွေရဲ့မှမကြားရရင်အိမ်မပြောနိုင်လို့ဒီเจ้าလေးမှာအရေးလိုခိုကပ်နေခဲ့ပါတဲ့ငွေရေးကြေးရေးပူစရာမလိုတဲ့လူကစိတ်ချမ်းသာမှုကိုတော့ဒီနေရာကယူမရပါတဲ့ကျွန်တော်လဲပစုံတယောက်ကိုလွမ်းတိုင်းဒီရလေးကိုပြေးထွက်လာတာပဲစမ်းရည်စီးတံလေးကတကယ်ကိုအေးချမ်းစေတယ်ပြီးတော့ငူးပင်လေးတွေပေါ့အနမ်းမရှိလဲစွမ်းသမျှအားလေးနဲ့အစွမ်းကုန်ပွင့်ပေးရှာတယ်စမ်းချောင်းသားမှာစာအုပ်တအုပ်ထိုင်ဖတ်ပြီးငှက်ကလေးတွေអော်တဲ့အတန်ကိုတနေ့တော့ကိုကြီးတစ်လိုခံစားကြည့်အောင်မယ်
ကျွန်တော်တမင်မခေါ်ခိုင်းတာဗျအားနာတယ်လေကလေးတွေကဖျားတဲ့သူများပေမဲ့စိုးရင်ရတဲ့အခြေအနေမရှိတာမို့ဒေါက်တာကိုတက်တက်အလုပ်ပုံမှာဆိုတာအတွေ့အကြုံလူမျိုးနေရာကကိုညီတဲ့အတန်းကြောင့်စိတ်ကိုပြန်ဆူစီးရတယ်အလုပ်ပိုလည်းပဲဟုတ်ပလဲကိုညီတဲ့ရကိုကလေးတွေအတွက်ပဲလိုအပ်တဲ့အခါအချိန်မရွေးပြောပါခမမဟုတ်ရင်ကျွန်တော်စိတ်မကောင်းဖြစ်နေရမှာကလေးတွေကဒေါက်တာကိုတွေ့တာကြတော့အခုလိုရောက်လာတော့သူတို့ပျော်ကြနေမှာဟုတ်ကဲ့ကိုညီတဲ့ကတမင်းစားလက်စားနဲ့စကားကိုဆက်တယ်ဒေါက်တာပြန်သွားတဲ့အခါတိုင်းနောက်3-4ရက်လောက်အထိအဆောင်လေးထဲမှာဒေါက်တာအကြောင်းပဲပြောနေကြတာကလေးတွေရလားဟုတ်ပါဗျာအဲ့ဒေါက်တာချောချောလေးကိုတနေ့ကုန်အောင်ထိုင်ကြည့်နိုင်ပါလေဆိုတာပါသေးဒေါက်တာကတကလေးအတွက်တော့မလွယ်ဘူးပြို့ကိုကြီးတစ်ကရောနောက်ရော့မယ်ကြည်ညိုးသလိုဟဟပပယူတော့ကိုကြီးတစ်ကထမင်းဝါနေရင်ကျွန်တော်ကိုပြုံးပြီးကြည့်နေတယ်ကျွန်တော်အတီးပြောတာဒေါက်တာချောတာကလေစနောက်ပြောစရာမလိုအောင်လူတိုင်းသိတယ်ကျေးဇူးကိုကြီးတဲ့နေရထိုင်ရခက်ခက်နဲ့ပဲကျေးဇူးတင်စကားဆိုရတယ်သမင်းဆက်စားနေတော့ကျင်းရကလေးတွေအတန်ကိုဟိုတစဒီစကြီးရနေပြီးတော့တာတာရရကြားနေရတယ်တောရိပ်တောင်ရိပ်ရဲ့အထိပ္ပယ်ကဒါပဲထင်တယ်ကျွန်တော်ပြုံးလိုက်မိတယ်ထင်တာပဲတော့မှဟိုမိုဖိုဘစ်ရှိလားတော့လက်စားအချင်းဟင်းဟာလက်ချောင်းထဲကိုဇောက်ထိုးဝင်တယ်မျက်နှာတစ်ခုလုံးရဲတက်လာတော့ကိုကြီးတစ်ကရေတစ်ခွက်အပြေးလွှားခတ်ပေးပြီးကျွန်တော်ကြောကိုခွာခွာပုတ်ပေးနေတယ်ကျွန်တော်ကြောကိုပုတ်သက်ကင်တွယ်နေတာမကြိုက်ပေမဲ့တီးထားတဲ့အချိန်နဲ့မငင်းဆန်နိုင်ကျွန်တော်ကဖြစ်လိုက်ရင်အမြဲအသေးတမ်းဟိုပုတ်ကိုသာမြင်မျက်မှောင်ကုန်ပြီးအကြည့်ခံရအောင်ပါမစီမဆိုင်မကိုက်အကြောင်းတွေးပြီးတော့ရင်ကဒိန်းကနေဆောက်ခုံတယ်ညအဖြစ်ပြက်ကကျွန်တော်မြန်ဝင်တဲ့ရုပ်ရှင်အနှိပ်ပြကွက်တစ်ခုလိုအစီအကြီးပြန်ပေါ်လာတယ်သူကျူးကျော်သွားတဲ့ကျွန်တော်ပထိုင်စီခါခွာခွာထိမိတော့မယုံသေးဝါလိုက်မိတယ်ထင်တဲ့ဒေါက်တာမျက်နှာနီးနေပြီကိုကြီးတစ်ကတွေးဆဆပြောရင်ချင်းရင်ပကံနဲ့ကငရုတ်သီးတောင်တွေလှန်လောရှာပြီးခတ်ထုတ်နေတယ်မကိုက်ကိုအတွေးတွေကနေပျောက်သွားအောင်ခေါင်းဟာထုတ်နေတော့ကိုကြီးတစ်ကပြတောင်တစ်ချောင်းနဲ့အနားကိုရောက်လာပြီးရက်ခတ်ပေးနေတယ်အကိုနေပါရပါတယ်ဗျလောက်ပါအာမနာနဲ့ဒေါက်တာထမင်းမပြီးသေးဘူးမလားကျွန်တော်ရက်ခတ်ပေးနေမယ်အနားမှာရက်နေတဲ့ကိုကြီးတစ်ကိုမော့ကြည့်တော့ကျွန်တော်ကိုကြည့်နေတဲ့မြန်ဝန်းတွေကနူးညံ့နေသလိုဘာလဲယောက်ျားချင်းရက်တောင်ခတ်ပေးနေပြီးနူးနူးညံ့ညံ့ပြုံးကြည့်နေတာအနေရခတ်လိုက်တာကျွန်တော်အပေါ်တော်တော်ခင်မနာသိပေမဲ့တခါကိုကြီးတဲ့မြန်ဝန်းတွေကိုနားမလဲချစ်သူရှိလားလို့မကြာခဏသွေးတိုးဆမ်းမိမိတတ်သေးတယ်သဘောကျတဲ့စာအုပ်တွေအကြောင်းကြပြဆရာတွေအကြောင်းပြောဖြစ်တဲ့အခါတိုင်းကျွန်တော်ကိုနူးနူးညံ့ညံ့ကြည့်နေတတ်တယ်ဒါပေမဲ့ဒီနေ့မှာပိုနူးညံ့နေတယ်လို့ပဲထုံးစံအတိုင်းနေခက်လာအောင်ထုံးစံအတိုင်းပေါ့အနေခက်လာတော့ထမင်းလဲစားမဝင်ဒါနဲ့ပဲဝါပြီးဆိုပြီးလက်သွားဆေးနေတော့ကျောင်းရှိမှာကားတစ်စီးထိုးရက်လာတယ်လေမင်းလိန်နေအောင်လှမ်းကြည့်နေတော့ကားပေါ်ကဆင်းလာတာကစိတ်ဝင်ရဲ့အဖေဦးမြင့်မိုးကကျွန်တော်တို့အနားကိုတက်တက်လျှောက်လာပြီးဒေါက်တာတို့မင်္ဂလာပါဦးကမရောက်တာလဲကြာကလေးတွေလည်းနေမကောင်းဘူးကြလို့မုန်းတဲ့ဆေးတွေလာပို့တာဟုတ်ကဲ့ဦးဟေးလာလေကွာပြောဆိုအနောက်ကိုလှည့်ခေါ်လိုက်မှကားပေါ်ကနေလူတယောက်ထပ်ဆင်းလာတယ်မျက်နှာရှုတီတီမှုန်ကုတ်တလောကလုံးသူ့လို့စားထိုင်စားနေတယ်လို့မျက်နှာပေးနဲ့အနားထိရောက်အောင်ဘာမထီအောင်ဘွားစတိုင်နဲ့ရှောက်လာတယ်သူ့မျက်ဝန်းတွေကအခါများစွာလို့တည်နေပေမဲ့သူ့အကြည့်လားရကကျွန်တော်စီမှာစူးနေဝင်တယ်မခိုင်စိတ်လှုပ်ရှားသလိုကျွန်တော်နှုတ်ကတိုးတိုးထွက်သွားတော့ကိုကြီးတစ်ကအံ့ဩသလိုလှည့်ကြည့်တယ်ဦးမြင့်မျိုးကတော့ခေါင်းတစ်ဆက်ညှိရင်ဒေါက်တာမောင်ကတော့သမီးမွေးနေတော့မကိုက်နဲ့စုံမှုပြီးသားဆိုတော့မထူးဆန်းပြီးတော့မိတ်ဆက်ပေးမနေတော့ဘူးဒေါက်တာညီတစ်ကတော့ပထမဆုံးမြင်မှုတာနဲ့မကိုက်တဲ့ဦးလေးရဲ့တူပါကိုညီတစ်ကရှိတိုးလာပြီးဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ခမကျွန်တော်ကစေတနာပြိုးခင်းရဲ့တာဝန်ခံဆရာဝန်ညီတစ်ပါကိုညီတစ်ကလက်ကမ်းပေးလိုက်ပေမဲ့တိုးအင်းတလုံးပဲပြောပြီးမသိချင်အောင်ဆောင်နေရုပ်ဒီနဲ့ဒီเจ้าဝင်းနဲ့ဟိုတီရှောက်ကြည့်နေတယ်လူရင်ကြီးတို့ထုံးစံအတိုင်းကိုညီတစ်ကပြုံးနေပေမဲ့အနှဲငယ်တော့အောက်မြတ်သွားမှာပဲ
ကျွန်တော်နဲ့မဆိုင်ပဲဂျားတွေကနေဘာဖြစ်လို့ကိုကြီးတစ်ကိုအားနာနေပြီလဲဆိုတာမပြောတတ်မကိုက်ဟာဒီလိုမျိုးလူမှုရေးမပြေလိုက်ပုံများမကိုက်ကိုဒီလိုနေရာမှာထပ်တွေ့ရတော့ခံစားချက်တွေကတမျိုးသိလွင်လာတယ်သူကဘလို့နေမလဲလှမ်းကြည့်တော့မှောင်ကုတ်ထားတဲ့မျက်ဝန်းတွေနဲ့ဒိုင်းကနေအစုံမှာကျွန်တော်ရောင်ရမ်းပြီးရီးပြမိတယ်မနေ့ညကကျွန်တော်အိမ်ထိရောက်လာပြီးကျွန်တော်ကိုထိပါသွားတာသူမဟုတ်သလိုနဲ့ရကုန်းတန်းတွေကအခုထိတွန့်ချိုးနေတော့ကိုကြီးတစ်ကတော့ကျွန်တော်အနားမှာဝဲနေတဲ့မကိုက်ကိုမတိမတာကောတိတိတတာပါအကဲခံနေတယ်မကိုက်ရေပစ္စည်းတွေချအောင်ကွာကို့ဘာသာပဲလုပ်လိုက်ရအောင်ဦးမြင့်မိုးစကားကြတော့ကျွန်တော်နဲ့ကိုကြီးတစ်လည်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီးကျွန်တော်တည်ပေးပါမယ်ကျွန်တော်နဲ့ကိုကြီးတစ်နှစ်ယောက်လုံးကထွက်လာတဲ့စကားဖြစ်ပေမဲ့မကိုက်ကအန်ကျိတ်ပြီးကျွန်တော်အနားကိုတိုးကပ်လာတယ်စီတို့အပ်ပဲကင်ဆန်းမှာအပူတွေလုံမနေနဲ့ခက်ကြိတ်ကြိတ်တိုင်းရတဲ့အတန်အစုံမဟုတ်ဘူးလေပစ္စည်းတွေကများတော့ကျွန်တော်အထုံးတက်တော့ကျွန်တော်တို့ပဲပြန်လှည့်ကြည့်လာပြီးအဲ့ဒါဆိုလဲကိုတယောက်ဖြစ်ဖြစ်ကိုပေးကိုညီတစ်ဘက်ကိုခက်တီတီမင်းငေါ်ပြီးလှမ်းပြောတော့သဘောကောင်းတဲ့ကိုညီတစ်ကပြုံးနဲ့ကားပေါ်ကစက်ကူခါတွေကိုတွားချနေတယ်မကိုက်ပြောချလိုက်တာကိုဦးမြင့်မိုးလည်းကြားတာမို့ကျွန်တော်ကတော့ပူပူထူထူနဲ့ဘလို့နေရမှန်းမသိမကိုက်ကတော့ဘသူ့ကိုမှဂယူးမဆက်သလိုမျက်နှာထားနဲ့အထုပ်တွေသွားချမိပြီးဒီလောက်လူတကာကိုညီတက်ပြီးစိတ်သဘောထားကောင်းတဲ့ကိုညီတစ်ကိုမကိုက်ကတွေ့ကားစားမှာဘာကြောင့်မျက်မုံးကျိုးနေတယ်လဲမသိဒီလိုတွေးပြီးတော့ခေါင်းအသာခါရမ်းမိတယ်မကိုက်ဆိုတာဘသူ့အပေါ်မှာအထုတလဲပျော့ပြောင်းနေတာတတ်တဲ့လူမှမဟုတ်တာသူမသက်ခိုင်းမှတော့အဲ့နေရာမှာရက်မနေချင်တာနဲ့ပဲမိန်းကလေးအဆောင်မှာထွက်လာတော့မကိုက်လည်းဘယ်နှရောက်သွားမှမသိလိုက်မိန်းကလေးအဆောင်ရဲ့ပတင်းပေါက်ကနေမကြာခဏလှမ်းကြည့်လိုက်မိပေမဲ့သူ့ကိုမတွေ့ရတော့ဘူးပစ္စည်းတွေကိုတော့လည်းထည့်နေတော့လားဒါမှမဟုတ်ပြန်သွားပြီလားလို့ဒီလိုတွေးမိတော့ခဏတော့ဆွေးသွားသလိုကျွန်တော်ဘလို့ဖြစ်နေရလဲအဲ့ဒီနောက်ကလေးတွေကိုကုသမှုပေးရင်ရေစရာရှိတာတွေပြောရင်မကိုက်ကိုခဏမေ့သွားတယ်ကားဟွန်းတီးတဲ့နှစ်ချက်လောက်ကြာရပြီးနောက်ပရင်းပေါက်ကိုတွားကြည့်လိုက်တော့ဦးမြင့်ကိုကားကြီးကိုမတွေ့ရတော့ပါဘူး။ဘာလဲတစ်ချက်တောင်လာနှုတ်ဆက်မသွားဘူး။တကယ်ကိုအိမ်ကြီးနားချင်းမဟုတ်ဘူးလား။ကျွန်တော်တို့နည်းနည်းရင်းနှီးနေပြီထင်ခဲ့တာ။ဒီလိုမဟုတ်ဘူးလား။အနည်းဆုံးအတူပြန်မှုကျွန်တော်ကိုမေးတင်တာပေါ့။မကြေမနက်ဖြစ်သွားတဲ့စိတ်ကဘာလို့အလိုမကျဖြစ်နေမှန်းမသိနောက်ကြည့်နေတော့ဘေးကသမီးလေးအတန်ကြားမှအတိပြန်ဝင်လာတယ်။ဆရာလေးပြောသမီးတို့စိုက်ထားတဲ့နှစ်စီခင်းလေးဟုတ်ပြီစမ်းကြောင်းသွားတဲ့လမ်းကစိုက်ခင်းဟိုတခါသမီးတို့ကိုယ်တိုင်စိုက်တဲ့ဟာလားဟုတ်ကဲ့အေးပြောပါအောင်အဲ့ဒါဘာဖြစ်လို့လဲခဲနေအောင်ပွင့်နေပြီဆရာလေးရဲ့အနားကဘုန်းကြီးကျောင်းတွေကိုပတ်လူတာတော့မကုန်ဘူးလေဟုတ်လားကွာဆရာလေးတွေ့ရင်သဘောကျသွားမှာမပြခင်ကြည့်သွားပါလားလက်ကနာရီကြည့်တော့နေ့လယ်2 နာရီဟုတ်တာပဲကလေးတွေပြိုးကင်းလေးစကားကကျွန်တော်လဲကူဘူးတာမို့ဒီပန်းကင်းကိုအတော်လေးမျှော်လင့်ထားခဲ့တာအခုကောင်းကောင်းရှင်သန်နေတဲ့ကြားတော့သွားကြည့်တင်တာပေါ့ကျွန်တော်အကြိုက်ဆုံးနှင်းစီပန်းတွေလေအချိန်လဲစောသေးတာမို့သမီးလိုက်ဖို့ရမလားသမီးလေးကတက်ကြွပြောနေပေမဲ့ဖျားထားတဲ့အချိန်နဲ့မျက်နှာလေးကနွမ်းနေတော့နေသမီးဆရာတယောက်ထဲသွားလိုက်မယ်သမီးကနေမကောင်းသေးဘူးဟုတ်သေးဘူးနော်တတနေအောင်နော်ဟုတ်ကဲ့ဆရာလေးမင်းကလေးအဆောင်ကထွက်လာပြီးစေးကမ်းဘက်ခဏသွားရတယ်လက်ထဲကင်လာတဲ့စေးအိတ်တွေထားပြီးစမ်းချောင်းဘက်ခဏသွားကြလို့စေးကမ်းနဲ့ရောက်တော့ကိုညီတစ်ကဦးမြင့်မို့လာလူထားတဲ့စေးပစ္စည်းတွေကိုနေရာချနေပြီပြီးခဲ့ပြီလားဒေါက်တာဟုတ်ကဲ့ဗျကလေးတွေအတော်တက်တာနေပြီပဲကိုညီတစ်ရဟုတ်တယ်ဒေါက်တာကြီးဒါနဲ့ပြန်တော့မလို့လားဗျခဏလောက်စမ်းချောင်းဘက်သွားမလို့သမီးလေးကပြောတယ်ပန်းကင်းကြည့်သွားပါအောင်တဲ့ကိုရင်တစ်ကမျက်နှာကပြုံးရွှင်သွားပြီးကျွန်တော်လည်းအဲ့ဒါပြောမလို့ဒေါက်တာကနှင်းစီတော်တော်ကြိုက်တာဆိုမတ်တီတာပြောနေတာကြားဘူးလိုက်လို့ဟုတ်တယ်ဗျကျွန်တော်အိမ်မှာလည်းနှင်းစီပန်း3-4မျိုးလောက်စိုက်ထားသေးတယ်အဲ့ဒါဆိုအတော်ပဲပေါ့ကြိုက်တဲ့မျိုးတွေ့ရင်ပြောလေဒေါက်တာအတွက်ပေးပါမယ်ကျေးဇူးကိုကြီးသေးရေဒါဆိုကျွန်တော်ခဏသွားလိုက်အောင်မယ်ဗျာကျွန်တော်လိုက်ဖို့ပေးမယ်တယောက်တည်းဆိုပြင်းနေမှာပေါ့နေပါရပါတယ်ကျွန်တော်တယောက်တည်းသွားလိုက်ပါမယ်
အနေငယ်ပြတာတလဲညှင်းလိုက်မိတာကြောင့်ထင်တယ်ရှေ့တိုးလာတဲ့ကိုကြီးတရဲ့ခြေလမ်းတွေရက်သွားတယ်ပြီးတော့မှလူရင်ကြီးတို့ရဲ့ထုံးစံအတိုင်းနူးနူးညံ့ညံ့ပြုံးပြလာပြီးပြေးသွားနော်စေကန်းလေးတွေကကျွန်တော်ထွက်လာတော့ငူပန်းတွေကပကုံးစုံနှစ်ဖက်တည်းကိုဝေဝဲကျလာတယ်စေတနာပြိုကင်းနဲ့ဟာပုံမြင်တွေတဲကအဝါရောင်တိုင်းမီတွေတစ်ခုလုံးလေထဲဝဲကျနေတဲ့ပွင့်ဘက်တွေကိုလက်နဲ့မှီသလောက်ဖမ်းဆုပ်လာပြီးစမ်းချောင်းလေးဘက်ထွက်လာခဲ့တယ်စမ်းချောင်းလေးကိုရောက်ဖို့10မိနစ်လောက်လမ်းလျှောက်မယ်ထင်တယ်တောဆက်ကိုဦးတည်လိုက်တယ်ဆိုရင်ပဲကျွန်တော်ပခုံးပေါ်ရုတ်တရက်လာထိလိုက်တဲ့လက်တစ်ဖက်ချက်ချင်းလှည့်ကြည့်လိုက်တာနဲ့ကျွန်တော်ရဲ့ပျော်ရွှင်ခြင်းစက်ဝန်းလေးဟာ360ဒီဂရီလှည့်ပတ်သွားပါတယ်ခမရစကားမဆုံးခင်ကျွန်တော်နှစ်ဖူးကပူကနေတစ်ချက်ထပ်ပြီးနှစ်ဖူးတောက်ပြန်ပြီလားပိုင်စိုးပိုင်နေလို့ရအောင်ကျွန်တော်ကသူ့ကြီးသားလားနေပါဦးသူ့ကြီးသားဆိုတာပါလေကျွန်တော်ဘာတွေတွေးနေမိရလဲတယောက်တည်းအတွေးတွေနဲ့ရှုပ်ရှက်ခတ်နေရင်မောကြည့်တော့မင်းကိုယ့်ကိုဆိုခမရနဲ့ညဝန်းတို့ကအခါပေါင်းများစွာကအတိုင်းစုကြုံထားပေမဲ့ညဝန်းနေတဲ့ရီမြွေတွေတန်းနေတဲ့မကိုက်ကဒီလိုနည်းနဲ့ထိုးစစ်ဆင်နေကျွန်တော်ကိုမင်းလို့ပြောပြီးတွေ့တိုင်းနှစ်ဖူးတောက်တတ်တာလည်းမကိုက်ပဲရှိတာညှော်လင့်ထားပုံမရတဲ့ကျွန်တော်ရဲ့တန်ပြန်ထိုးစစ်ကြောင့်မကိုက်ကဟက်ကနေရည်တယ်အဲ့တော့လက်စားချီတယ်ပေါ့မဟုတ်တာဟုတ်ရဲ့သားနဲ့ခတ်တိုးတိုးပြောပြီးတာနဲ့ကျွန်တော်အနာတိုးကပ်လာတယ်အင်မတန်နီးကပ်လာတဲ့အနေအထားမှာကျွန်တော်အသက်ရှူစနစ်ကအလိုလျောက်ရက်တန်နေသူ့လက်တစ်ဖက်ကကျွန်တော်ခေါင်းပေါ်ခပ်ပွားထိတွေ့တဲ့အခါလက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်ထားမိတယ်ကျွန်တော်တော့ဒီလူကြောင့်တတန်းစီမနေရတော့ဘူးထင်တာပဲဒါတွေတင်းနေလို့သူ့လက်ထဲမှာပါလာတာကငူပန်းပွင့်ဘက်အနေငယ်ခုနကငူပင်တန်းကဖျက်လျှောက်လာခဲ့တာမို့ကပ်ပါလာခဲ့တာနေမှာခေါင်းပေါ်မှာပွင့်ဘက်ကပ်နေတယ်လို့ပြောလိုက်လို့ရှင်ပြီးတဲ့ကိစ္စကိုဒီလိုမျိုးလူကိုထိကလုံးနဲ့လက်ရဲစဲရဲထိပါတယ်အခုထိအသက်အောင်ထားတဲ့ကျွန်တော်ကိုငုံကြည့်ပြီးအတိတ်ပဲတစ်မျိုးနဲ့ပြုံးနေတယ်မကိုက်မြန်ဝန်တွေကအထုတလဲနူးညံ့နေပြန်တယ်ညနာတစ်ခုလုံးကပြုံးကြနေပြီးလမ်းကမျက်ပင်လေးတွေတောင်ဒုတ်ကလေးနဲ့ဖွားဖွားလိုက်တူရင်းနဲ့ရှေ့ကနေခြေလမ်းကျဲနဲ့ထွက်သွားတယ်ဦးမြင့်မွန်နဲ့အတူမပြန်မဲဘာလို့ကြမ်းနေခဲ့တာလဲကျွန်တော်ကိုစောင့်နေရလားဒီကိုဘလို့ပါလာတာလဲကျွန်တော်ရှိနေမှသိနေရလားတကယ်ပဲတိုက်ဆိုင်တာလားမနက်ကဘဲအချိန်ထပြန်သွားလဲသမီးရောစားပြီလားစသဖြင့်မေးချင်တာတွေကတိတ်များပေမဲ့ဒီလူအနာရောက်နေရင်ဘာမှနှုတ်ကထွက်မလာတော့ဘူးဒီအတိုင်းအတူရှိနေတာကိုပဲပြောနေသလိုကြည်နူးနေသလိုပါပဲထူးဆန်းတယ်မလားကျွန်တော်အရန်ထူးဆန်းနေတယ်မလားအရန်ဆွန်နေနော်ခမရုတ်တရက်လမ်းကိုနောက်ပြန်လှည့်ရှောင်ရင်းမိတာကြောင့်အတွင်းလုံနေတဲ့ကျွန်တော်ကသူဘာပြောချင်မှနားမလဲမင်းနောက်မှာတယောက်မဟုတ်တယောက်အမြဲရှိနေလို့သူ့အတန်တွေးဆတယောက်မဟုတ်တယောက်ဆိုတာဘာကိုပြောတာလဲလူပဲလူတွေကြားထဲမှာရှိတာမထူးဆန်းဘူးလေကျွန်တော်ကလားကိုယ့်ရင်ဘက်ကိုလက်ညှိုးထွန်ပြပြီးတော့မေးလိုက်တော့မင်းမဟုတ်လို့ကိုလားချစ်စုပ်တက်ပြီးပြောသွားတဲ့သူ့မျက်ခုံးတန်းတွေရဲ့အတိတ်တွေကဘာဖြစ်နိုင်မလဲဒီအတိုင်းစနောက်ချင်လာတာနဲ့ကျွန်တော်ကလူရှိလူခင်ပေါ်တယ်အပေါက်ဆိုးတဲ့လူတွေနဲ့တော့အဆင်ပြေတယ်ခုပဲကြည့်လေခမည်းနဲ့စကားမဆုံးခင်ရုံမနဲ့ကျွန်တော်အနားရောက်လာတဲ့မကိုက်အဲ့ဒီနောက်ကျွန်တော်လက်ပြားကိုဆွဲဆောင်ဆွဲလိုက်တော့လူတကိုယ်လုံးသူ့ရင်ဝင်ထဲကိုပုံပြက်ပန်းပြက်ပစ်ကြတယ်နေပါဦးဒီလောက်တမ်းမရလားသူနဲ့ရှင်ကျွန်တော်ကပဲအားနဲ့နေလို့လားရှုပ်ထွေးကုန်တဲ့ခံစားချက်ဟာရုပ်ပြက်ဆင်းပြက်ပွေ့ဖက်ထားတဲ့လူကိုဒီအတိုင်းမောကြည့်ရင်းနဲ့ပဲရက်တက်နေတယ်ညရလို့လုပ်ပြန်မလားသူထက်လောက်အောင်မလားဒါပေမဲ့ तू ကအန်နင်းကြိတ်ပြီးကိုကခဏစကားမှရင်မကြိုက်ဘူးကိုကသူများတို့နဲ့မတူဘူးသူများတွေနဲ့ကိုယ်ကိုမရောထွေးနဲ့သူပဲစိတ်ရှိရလားပြေးကနေဖြစ်သွားပေမဲ့ဒေါသထွက်ရမယ်အစားသူ့ကိုယ်ရင်တင်းရင်တန်းကိုရှူရှိုက်မိတဲ့အခါဝဲဘက်ရင်အုံကစတင်ခုန်ပေါက်တဲ့အခုထိကျွန်တော်ပခုံးစုံကိုဖက်ပွေထားဆဲရှိပြီးခေါင်းတစ်လုံးစာပုံမြင့်နေတဲ့သူကြောင့်နီးကပ်နေတဲ့အနေထားကြီးကိုအနေရခတ်လာတယ်ကျွန်တော်ခြေထောက်တွေကသူ့ရှိရာခွေကျနေပြီးကျွန်တော်လက်နှစ်ဖက်ကသူ့ခါမှာတင်းတင်းကြပ်ကြပ်လက်မီဖတ်ထားမိတာလားဒီအတိုင်းမလွတ်ချင်လို့ဖတ်ထားမိတာလားဝေခွဲမနိုင်ခင်ကျယ်ဒီနှလုံးဟောက်ဝစ်ထားတဲ့သူ့ရင်ဘက်ကလာတဲ့စီ
စီဂရက်နဲ့ရောနေတဲ့ရှာတတကိုတင်နန်းကအခုထိလူကိုကလူကြီးစံနေတော့ဒီတရင်ငါလေးကိုရက်တက်လိုက်ခြင်းသလိုကျွန်တော်စီးပေါ်မှာလမ်းလျှောက်မိပြီထင်ပါရဲ့ယောက်ျားချင်းကြီးအနေရခတ်တယ်လို့မတွေးနိုင်တော့အောင်ဒီနေ့တိုင်းစောင့်ခုံပြီးမျော့နေသလိုသွေးကြောစိမ့်တွေရှက်ပြနေတယ်သူ့လက်ချောင်းတွေစီအကြည့်ရောက်တော့ကျွန်တော်ရင်ငတ်လာတယ်သူ့လက်တွေကဘာဖြစ်လို့အရန်ကြည့်ကောင်းရတာလဲသူ့မျက်တောင်တွေကတူတူဆိတ်ဆိတ်နဲ့ကျွန်တော်ကိုအထက်စီးကနေကြည့်နေလိုက်တာများကျွန်တော်တရင်ကဟာဒီလိုမျိုးရက်တက်မိန်မောနေတော့တစိတ်မင်းတို့ဒီအတိုင်းမိုးချုပ်တဲ့အထိပွေထားရမှာတော့မဟုတ်ပါဘူးနော်ညီသားဆွနေတဲ့သူ့စကားတန်ထွက်လာမှဒီအနေထားကြီးကိုရှက်ဖို့ရုံးမြစ်ဖို့ကိုသတိရတယ်ခုနကတည်းစိတ်ဆိုးနေတဲ့သူကဘာလို့ရေးနေတာလဲသူကအယူလားဒါဆိုကျွန်တော်ကဒီလူအနာရောက်တိုင်းကျွန်တော်ကဘာပြောင်းပြန်လဲနေသလိုကျွန်တော်စနစ်တွေအချောကုန်သလိုငတုံးတယောက်လိုတန်တန်မာမာကြီးကျွန်တော်ကအာရင်တွေနဲ့ချိနေကုန်သလို sorry ပူပူထူထူနဲ့သူ့အနာကအလင်းစလိုထွက်လာတော့မခိုက်ကရေတံတော့နဲ့ပန်းကင်းသွားမကြည့်တော့ဘူးလားကျွန်တော်သွားနေတယ်လေဟန်ကိုနဲ့လှည့်ပြလိုက်တော့သူကဟက်ကနေတစ်ချက်ရီပြီးအနာကိုရှောက်လာတယ်ပြီးတော့ကျွန်တော်စပင်တွေကိုဆွဲဖွာပစ်တယ်ပြီးတော့မှရှေ့ကိုမင်းငေါ့ပြရင်မင်းခြေထောက်တွေကကြောင်းဘက်ကိုပြန်လှည့်နေတာအာအဲ့ဒါကအခုမှလားရလွဲနေတာကိုသတိထားမိပြီးကျွန်တော်ထိအားနဲ့ပြာများနေတော့သူ့စီကကြားလိုက်ရတဲ့တိုးပေါက်တန်းစင်တစ်ခုချစ်ဖို့ကောင်းလိုက်တာကွာသွားကြစေတန်နဲ့ထွက်လာတဲ့စကားအတန်ကိုနားနဲ့ဆက်ကြားလိုက်ရခြင်းမှာကျွန်တော်ဒူကခွေကနေကြတယ်ကျွန်တော်မျက်နှာနီးဆွေးနေလိမ့်မယ်မခိုက်ရဲ့အေးဆက်လက်ဖွားတစ်ဖက်သာကျွန်တော်လက်ဖွားကိုအချိန်မီတင်းတင်းကြပ်ကြပ်လာမကိုင်ရင်ကျွန်တော်တကယ်ခွေကျသွားမှာဘာလို့အရန်လန့်သွားတာလဲမင်းမျက်နှာတွေးရအောင်ကျနေပြီချောကလက်တော့မရှိဘူးဒါပဲအစားယူထားကျွန်တော်လက်ကိုမြဲအောင်စုပ်ကိုင်ထားပြီးမြင်သာအောင်ထောင်ပြတယ်တိတိကျကျမဟုတ်တဲ့ကျွန်တော်လက်ကအတော်အတန်ကျယ်ပြန့်တဲ့မကိုက်ရဲ့လက်ဖွားထဲမှာအံဝင်ခွင်ကျဘယ်နေရာမှသေးကွေးမနေတဲ့ကျွန်တော်ကမကိုက်နဲ့ဆိုဘာဖြစ်သွားမှန်းနားမလဲခြင်းလက်ချောင်းတစ်ချောင်းချင်းစီကကြားလေသွေးလို့မရအောင်ထိချက်နေတာများအခွင့်ကြုံရင်တော့သွေးကြောတွေဝန်းရံထားတဲ့သူ့လက်ချောင်းချင်းစီကိုဖွာထိကျင်နေသေးတယ်ကျွန်တော်အစင်ပြေတာမို့လက်ကိုလိမ်ပြီးယုံကြည်မှပိုတင်းကျပ်သွားတဲ့အထီးတွေကြောင့်ကျွန်တော်မှအံ့ဩရတယ်ယောက်ျားနှစ်ယောက်တော့ဆက်မှာလက်ချင်းရှက်ထားတာကိုဘလို့အဓိပ္ပာယ်ဖွင့်သင်ပါသလဲမင်းညကနီးစပ်မှုသေးသေးလေးကအမောင်ရဲ့လှည့်စားမှုကြောင့်ဆိုရင်တော့အခုကနေခင်းအလင်းရောင်ကြီးအောက်မှာလေမခိုက်သူကဘာတွေတွေးနေမလဲလို့မောကြည့်တော့စူးစူးဆိုင်ဆိုင်ငုံကြည့်နေတဲ့မျက်ဝန်းတွေမှာနူးညံ့ရိပ်တွေစွန့်ထင်းလို့ညံဝန်းညိုတွေအောက်မှာယုံထွက်ပြီးလက်ကိုဖွာယုံကြည့်တော့ငိမ့်နေမင်းပြေပေမဲ့ကိုမပြေလို့ရှာတတအမိန်တော်အောက်မှာလက်ကိုယုံကြည့်ခြင်းအဆုံးသတ်တယ်ဒီအမျိုးသားရဲ့အာဏာစက်အောက်မှာဘယ်တော့မှမယုံနိုင်မယုံကျင်တာလားအလျှော့ပေးကျင်တာလားဒီအတိုင်းပြီးကနာခံလိုက်တာလားမသိကွယ်ကျင်းကကလေးတွေတင်းတင်းတန်ကိုလည်းနားမထောင်နိုင်တောဆက်ကဖြစ်လိုက်လာတဲ့လင်းသူအေးကိုလည်းမခံစားနိုင်ပဲတင်းတင်းကြပ်ကြပ်ဆုပ်ကန်ထားတဲ့လက်နှစ်ဖက်ကိုအကြည့်ရောက်တိုင်းကျွန်တော်တကူလုံးတောင်းတင်းအေးဆက်လာတယ်ဒါဒုတိယတစ်ခေါက်ပဲစပြီးရင်လူတစ်ယောက်နဲ့လက်ချင်းတွဲဘူးတာတကယ်ကိုဒုတိယအကြိမ်ပါပဲအတန်ကြာလမ်းလျှောက်ပြီးတဲ့နောက်မကိုက်ကကျွန်တော်ရှိရနေပိတ်ရက်တယ်ကျွန်တော်တကူလုံးကိုစုံစမ်းကြည့်ပြီးတော့အသက်အောက်မထားနဲ့တောင်းကြီးလုံနေနဲ့စိတ်ကိုလျှော့ထားလေကွာဒေါက်တာနဲ့တော့ရှေ့လျှောက်ခတ်တော့မှာပဲအခေါ်မော်ပြိုကျနေတဲ့သူ့စပင်တွေနဲ့လက်ထိုးဖွာပြစ်ပြီးရှိနေတယ်သူ့ကိုသတိလွတ်တဲ့အထိမေးကြည့်မိရင်ကျွန်တော်နှကန်းတွေပါပြုံးယုံတန်းလာတယ်ကျွန်တော်ကိုကြည့်နေတဲ့သူ့မျက်ဝန်းတွေကနူးညံ့လိုက်တာများနေကင်းဘက်မှာတော့ကြရောင်စုံလင်းလက်နေသလိုဟဘရီလိုက်တိုင်းအကုံပေါ်လာတဲ့သွားတန်းရှည်ရှည်တွေကိုဒီအမျိုးသားတွေကိုကြည့်မိတိုင်းတော်တော်နဲ့မျက်စိမလွှဲနိုင်ဘာတတ်လဲအများကြီးချောတဲ့ယောက်ျားမဟုတ်ပေမဲ့အများကြီးကြည်ကောင်းတဲ့ယောက်ျားရဲ့စိမ့်ဖက်နဲ့မေးပြတဲ့ရှောက်ဟာညှိတွယ်လိုက်ခြင်းစရာဒါထက်ရှေ့ချောက်ဆိုတာဘာကိုပြောတာလဲရှေ့ချောက်တလိုမျိုးဆွဲတာလွဲတာတွေလုံနေအောင်မယ်ဆိုတဲ့သဘောလားကို့ဘာသာလျှောက်တွေးရင်ချွေးပြန်လာတယ်မကိုက်ကတော့အခုထိကျွန်တော်ကိုမမိတ်မတုံငေးကြည့်နေတော့ပန်းငင်းလာရောက်လာတဲ့နှင်းစီပန်းဘယ်နှမျိုးရှိတယ်ဆိုတာလည်းမရည်တွက်နိုင်
ကလေးတွေပြောလိုက်တဲ့လှတယ်ဆိုတဲ့မျက်စိရှိကပန်းကင်းကြီးကိုလည်းမတွေ့။စမ်းချောင်းလေးမှာခြေထောက်ချပြီးရေစိမ့်တဲ့အထိဘေးကအမျိုးသားကျွန်တော်လက်ကိုလှုပ်ဖို့စိတ်ကူးရှိပုံမရဘူး။တတောင်တတာခံစားချက်မရတိုင်းချွတ်ထွက်လွန်တဲ့ကျွန်တော်ကနေပြောက်ထိုးဖို့ခက်လောက်အောင်တရိပ်ဝါရိပ်တွေနဲ့ပြည့်နေတဲ့စမ်းချောင်းလေးဘေးမှာချွေးတီးကျနေခဲ့တယ်။တောဆက်မှာလူနေရာငုတ်တုတ်ထိုင်နေတယ်ဆိုတာယုံကြည်စရာမရှိနိုင်လောက်အောင်မခိုက်ကကျွန်တော်ပါတိတ်ဆိတ်နေလိုက်တာများကျင်းငတ်လေးတွေရဲ့တကြီးကြီးအာတန်စမ်းချောင်းလေးရဲ့စီးစင်းတန်ရဲ့မူမမှန်ငြိမ်သက်နေတဲ့ကျွန်တော်ရဲ့ခဏကြာမှတော့ကျွန်တော်မျက်တောင်ဖျားနာမှာလှုပ်ရှားသွားတဲ့အရေးတစ်ခုစီးကျလာတဲ့ကျွန်တော်နှစ်ထင်ရချွေးစားတွေကိုအားနေတဲ့သူ့လက်ဖမိုးနဲ့တုံးပြီးတော့တုပ်ပေးနေခဲ့တယ်။ချွေးစားတွေဆုံးပေသွားတဲ့သူ့လက်ခုံကိုသူ့ရင်ဘက်ကအင်ကြီးစားနဲ့ပြန်ဖိတုပ်ပြီးတဲ့နောက်တစ်ကြိမ်ထပ်ပြီးသူ့လက်တွေကကျွန်တော်မျက်နှာပေါ်ပြန်ရောက်လာတယ်။သူ့အပြုတ်မှုတွေကယူတဆညင်သာဖွားဖွားသူ့ပုံစံကပကတိတီတီနေပြီးကျွန်တော်ဘလို့နေမလဲယူမဆိုင်ပဲနဲ့သူ့လောက်စရာရှိတာကိုပဲပြေးချင်းလုပ်နေတယ်လို့မျိုးမိန်းမောပွဲအခြေအနေကိုကျွန်တော်လည်းမတားမိသလိုသူကလည်းရက်တက်မသွားခဲ့ပါဘူးစုပ်ကင်ထားတဲ့လက်လေးနှစ်ဖက်လွတ်ထွက်သွားမှဆိုတဲ့စိတ်နဲ့ကျွန်တော်တို့နှစ်ယောက်ကဘာလဲဆိုတဲ့မေးခွန်းတော့ထပ်မမေးဖြစ်တော့ပါဘူးသူတောက်လျှောက်စုပ်ကင်ထားတဲ့လက်ကအချိန်ကြာလို့ချွေးစည်းတွေပြန်လာခဲ့ပေမဲ့ထူးထူးဆန်းဆန်းအနေမခတ်တဲ့ခံစားမှုမျိုးမဟုတ်တော့ပါဘူးမူမမှန်တဲ့ခံစားချက်ဟာသူနဲ့စပြီးတော့သူဖြည့်ပေးမှဖြည့်တဲ့အစိတ်တစ်မျိုးနဲ့တူပါတယ်ဒီလိုနဲ့စမ်းချောင်းလေးနာကပြန်ထွက်လာကြတဲ့အထိလက်နဲ့ဆုံးဟာတင်းကြပ်စေကနာပြန်ရောက်ခါနီးမှလက်ကိုသတိတရားလှုပ်ပေးတယ်သူသာလှုပ်မပေးရင်လှုပ်ပေးပါလို့ပြောဖို့ကျွန်တော်မှဆန္ဒသုံးတရားမရှိကွဲခွာသွားတဲ့လက်ကလေးနှစ်ဖက်ကိုနှမျောတတကြည့်ရင်ကျွန်တော်ပြန်တော့မလို့မခိုက်ပါနဲ့ပြန်ပါလဲမင်းကိုစီးပြီးယူဆိုင်တော့ဟမ်ခမကျွန်တော်တယောက်တည်းအပြေတွေရှုပ်ချက်ခတ်ရောင်းဆန်သွားတာကိုခက်အေးကြည့်ပြီးအောက်နှခမ်းကိုကြိုက်တယ်သူ့မျက်ဝန်းတွေကရင်းနေသလိုအခုထိတော့စိတ်ကြည်နေသလိုပဲဆိုင်ငယ်တော့ပြီးအဲ့ဒီသားယူကိုတရားဆောင်နေမယ်လိုက်နှုတ်မဆက်တော့ဘူးလားကျွန်တော်မေးတော့မျက်မှောင်ကုန်ပြီးလှည့်ကြည့်တယ်ကိုကမလိုတာတွေမလုပ်ဘူးမလိုတာတွေမလုပ်ဘူးဆိုတဲ့လူကကျွန်တော်ကိုတော့စိတ်ရှိလက်ရှိစောင့်နေခဲ့တယ်ကျွန်တော်ကသူ့အတွက်လိုတဲ့လူလားတယောက်တည်းချစ်ချစ်နဲ့နဲ့ပြုံးရင်စေကန်းနဲ့ပြန်ဝင်လာတော့ကိုညီသိကိုမတွေ့ရကျောဘောအိမ်ယူပြီးပြန်ထွက်လာတော့မတိတာကိုတွေ့တာနဲ့ပြောတော့ပြန်တော့မယ့်အကြောင်းနှုတ်ဆက်လိုက်တယ်ကျောင်းကလိုက်ထရက်ကားနဲ့လိုက်ပို့ခိုင်းနေပြောတာကိုကျွန်တော်ဘာကြောင့်များပြပြကလေးညင်းမိလည်းမသိသိကြတာကတော့ဆိုင်ငယ်စီရင်မကိုင်းနဲ့ရင်းနှီးကက်ကက်အတူတူနေပြီးတော့အကြာကြီးဒါကြောင့်ပဲထင်ပါတယ်လူတယောက်ပေါ်ဘလောက်ထိလောဘစိတ်ဖြစ်ခွင့်ရှိပါသလဲဒီကောင်းစဉ်ကိုအဖေပြန်လာတဲ့အခါမှဆွေးနွေးကြည့်ပါဦးမယ်ကျောင်းကငှားလာပြီးတဲ့ဆိုင်ငယ်အုပ်ထုပ်ကိုလှမ်းပြီးတော့တမ်းမဆောင်ပဲလှည့်ပဲကြည့်နေသေးတယ်ထင်ရတာကသူများသုံးပြီးသားပစ္စည်းမို့စိတ်မသက်မသာဖြစ်နေတဲ့ပုံစံမျိုးကြီးကြောင်နဲ့ဂွားစာတောင်းအမျိုးသားကိုရီလဲမရီရဲပဲနဲ့ကျွန်တော်အုပ်ထုံနဲ့လဲပေးလိုက်မှရှော့ရှူယူဆောင်တယ်ပြီးတာနဲ့ကျွန်တော်ကြောပေါ်အိတ်ကိုဆွဲယူသွားပြီးတော့ရှစ်တဲ့သူ့ရင်ဘက်မှာလွှဲထားတယ်ရပါတယ်ဆိုပြီးပြန်ဆွဲတော့နှစ်ထောင်နေနဲ့လှည့်ကြည့်လို့ထပ်မငင်းရတော့ပါဘူးပြီးတော့ထပ်ပြောသေးတယ်ကိုကစိတ်မရှိတတ်လို့ခဏမငင်းနဲ့တဲ့လမ်းကျန်းနဲ့သတိထားဆိုင်ငယ်စထွက်တာနဲ့ပထမဆုံးပြောတဲ့မကိုက်စကားဟုတ်ကဲ့ဗျကားမဟုတ်တော့တပတ်ပတ်ထားလို့မရဘူးပြီးတော့ဒေါက်တာလောက်ရမှာတစ်ခုပဲရှိတယ်ဘာလို့လဲကို့ဖတ်ထားအနောက်ကနေကျွန်တော်တဟားဟားထရီတော့ဆိုင်ငယ်မောင်းရင်းနဲ့မျက်မှောင်ကုန်ပြီးလှည့်ကြည့်တယ်သူ့ပုံစံစနောက်နေရနဲ့မတူအတီးကြီးဖတ်ခိုင်းနေတာပဲတွန့်ကုန်ထားတဲ့သူ့မျက်ခုံးတန်းတွေကိုတရက်လောက်တော့စိတ်နဲ့ပြေဆွဲပြန်ကြည့်ခြင်းနဲ့မျက်ခုံးတန်းတွေပြည့်ကျနေရင်စိတ်ကြည့်ကောင်းတဲ့အကြောင်းကိုလည်းကြုံရင်ပြောပြခြင်းသေးတယ်ဖတ်ကြည့်ဖို့စိတ်ကူးရှိပေမဲ့အတန်ကြာတဲ့အထိသူ့ခါကိုမထိရဲခဲ့ဘူးကျွန်တော်ကအနိုင်ကျင့်လိုက်သူ့ဘူးလိုက်စနောက်လိုက်နဲ့ရင်ခေါအောင်လည်းလုပ်တတ်သေးတဲ့ဒီလူကိုတကယ်ပဲဖတ်ကြည့်ချင်ပါတယ်ကျွန်တော်စီကဘာလှုပ်ရှားမှုမှရောက်မလာတော့မကိုက်ကဂျိုင်းကွက်ပေါ်တဲ့နေရာကနေဖြတ်ပေါင်းတယ်မကိုက်သူ့ပကုံးကိုလက်နဲ့အသာပုတ်ပြီးခေါ်တော့ဘာလဲဆိုတဲ့အထာနဲ့လှည့်မကြည့်ပဲခေါင်းဆက်ပြတယ်လမ်းကောင်းတဲ့ဘက်ကမောင်းလေဒါမှမဟုတ်ကျွန်တော်မောင်းရမကိုက်စီကကြစ်ကနေအတန်ချက်
ကိုနဲ့ပြိုင်မငင်းတဲ့ဒေါက်တာလမ်းကောင်းတဲ့နေရာမောင်းစေခြင်းဒေါက်တာလက်တွေကျုပ်ခါပေါ်တင်လိုက်ရုတ်တရက်ကျွန်တော်စိတ်တွေကျင်ခဲကုန်တယ်မကိုင်းကတနေ့တခြားကျွန်တော်တစုံတယောက်လေးနဲ့တိတ်တူလာတယ်မျက်မှောင်ကျုံလိုက်တိုင်းခက်ထိတ်ထိတ်အကြည့်ခံလိုက်ရတိုင်းကျွန်တော်ကိုလှုပ်ခါစီပါတယ်ဒီလူတယောက်ကိုစားဖြစ်လာဖို့မျှော်လင့်ခဲ့မိတာလားအတွေးတွေနောက်တစ်ချိန်ရှုပ်ရှက်လာတော့ဟေးဒေါက်တာယောက်ျားချင်းအနေရခတ်တဲ့ခံစားချက်ထက်ရင်ခုန်တာကပိုနေတာမို့တွန့်ဆုတ်နေမိတာကသူ့ရဲ့နောက်ထပ်စူပူကန့်လန့်လာမှုမှာအဆုံးသတ်ပါတယ်သူ့ခါကိုဖတ်ရတာရင်ခုန်ရပါတယ်ဘလောက်တောင်အားကစားလုပ်ထားလို့ဒီလောက်ကြစ်လက်တမ်းမှနေရတာလဲမကိုင်းဟာကျွန်တော်နှလုံးထဲမှာတော့ဒီနေ့တခြားတကယ်ကိုပဲအမှတ်ပြနေပါပဲဝန်ခံပါတယ်အပေါက်ဆိုးဆိုးနဲ့ဒီအမျိုးသားကိုရင်ခုန်မိနေခဲ့ပါတယ်ဂျိုင်းခွက်ပေါ်တဲ့နေရာရောက်လို့ဆိုင်ကယ်ရမ်းခါသွားတိုင်းသူ့ခါပေါ်တင်ထားတဲ့ကျွန်တော်လက်နှစ်ဖက်အပေါ်သူ့လက်တစ်ဖက်နဲ့ခတ်တင်းတဲ့အုံမိုးဆုပ်ကန်လာတယ်ဆိုင်ကယ်မောင်းနေတဲ့သူ့မျက်နှာထားကိုမမြင်ရလို့ဘလို့နေမှမသိပေမဲ့လက်နှစ်ခုထိတွေ့လိုက်တိုင်းကျွန်တော်ရင်ထဲမိုးကြိုးအစင်းတရားပြစ်သွားတယ်ကျွန်တော်အများကြီးတကယ်ကိုအများကြီးရင်ခုန်ခဲ့မိပါတယ်ပဲခူးမြို့ပေါ်ပြန်ရောက်လာတာနဲ့အိမ်ကိုတမ်းမမောင်းပဲဆိုင်ငယ်ပစ္စည်းတွေရောင်းတဲ့ဆိုင်ပဲမောင်းချသွားတော့ဘာမှမသိတဲ့သူ့အပြုတ်မှုကြောင့်အံ့ဩပေမဲ့ထုတ်မမင်းမိပါဘူးဆိုင်တစ်ဆိုင်ရှိရက်ပြီးဆိုင်ငယ်အုပ်ထုပ်စင်းသူနှလုံးရွေးတယ်စိတ်ကြရွေးပြီးကမှအနားကိုပြုံးစီစီနဲ့ရှောက်လာပြီးခတ်တိုးတိုးပြောတယ်ဒေါက်တာငွေရှင်းလိုက်ကိုပတ်စံအိတ်ပါမလားဘူးခမားပြလို့ညီးသွားပြီးအကျယ်ကြီးအောင်ကိုပြစ်လိုက်ရှင်လာအောင်လုပ်ပြတတ်တဲ့ဇဲလက္ခဏာရှိတဲ့အမျိုးသားပါပဲအကြာကြီးအံ့ဩချိန်မရသလိုမျက်ဖြူလန်းချိန်လည်းမရပဲသူလွယ်ထားတဲ့ကျွန်တော်ကြောပေါ်အိတ်ထဲကအပြေးအလွှမ်းသွားဆက်လိုက်မှထွက်လာတဲ့ပတ်စံကြောင့်တက်ပြင်းချနိုင်ခဲ့တယ်။ပါလာလို့တော်သေးတာပေါ့။ကျွန်တော်တက်ပြင်းချတာကိုမြင်တော့သူလည်းရည်နေခဲ့တာပဲ။မကိုက်ဟာတကယ်ကိုနားလိုက်ရခက်တဲ့အမျိုးသား။မကိုက်နှလုံးတောင်ဘာလို့ဖို့လဲ။မင်းနဲ့ကိုအဖေကခက်ရှင်းရှင်းပါပဲ။သူ့အတွက်ဘာမှထူးဆန်းနေသလိုကျွန်တော်မှရှိပြီးသားလေဝယ်ထားတာတိတ်မကြသေးဘူးအဲ့ဒါကိုထားလိုက်စမ်းပါဒါပေမဲ့နှမျောအကျွေးဆက်တယ်လို့သဘောထားဘာလို့လဲဟိုးလွန်ခဲ့တဲ့ရက်ကလက်ကီး7မှာကိုလက်ဖက်ရည်ကိုရှင်းလိုက်တယ်လေဟမ်ဘာဖြစ်တယ်ဟိုက1000လောက်ပဲရှင်းခဲ့ရတာလေအခုဟာတောင်းကနန်းကြီးပမာဏဖြစ်နေပြီသူ့ကအကောင်သားကြီးကိုအသွားအပြန်လိုက်စီခဲ့ဘူးတာသတိရမိတော့လေချောင်းကဆန်တက်လာတဲ့စကလုံးတွေကိုမျိုးချပြရတယ်။တွဆုံနဲ့ကျွန်တော်ငွေသားရှင်းတော့ဆိုင်ငယ်ကိုလက်ပိုက်မိကျွန်တော်ကိုကြည့်ပြီးပြုံးနေတယ်။စပင်းကိုအနောက်မှာတရေကျိုးနဲ့ဖြစ်တယ်လို့ထုံးဖွဲ့ထားတာမို့ဆန်ရွယ်တို့ဟာပယိုးတစ်လျှောက်မှာတစားဝဲလွင့်နေတယ်။လေးကြီးပုံရတဲ့အင်းကြီးအနီကွက်လက်ရှည်ကိုဒေါင်းစင်းအထီခောက်တင်ထားပြီးရင်ဘက်ကကျဲသီးနှလုံးကိုလှစ်ဟထားတယ်။ကျင်းအနှံ့ပေါက်ပေါင်းမျိုးတွဲဖက်ဝစ်စင်ထားတော့ဆိုင်ရကောင်မလေးတွေအကြည့်ရသူ့စီမှာကျွန်တော်ကိုလည်းကြည့်နေကြပေမဲ့သူ့ကိုပိုကြည့်တယ်ထင်တာပဲငွေအကျွေပြန်အန်းတာကိုစောင့်နေတော့အနားကိုခြေလမ်းကျဲကြီးတွေနဲ့ရှောက်လာရင်ဘေဘီမတည်မှတ်ထားတဲ့သူ့အတန်ကြောင့်ကွက်ကြီးလုံနေတဲ့ကောင်မလေးတွေတီတိုတပန်းပိုးဖြစ်ကုန်ကြတယ်အချို့ကလည်းရင်ဘတ်ဖြစ်ကြတယ်အကုန်ဝိုင်းကြည့်ကြတဲ့မြန်ဝန်းတွေအောင်ဘယ်ကိုထွက်ပြေးရမှန်းလည်းမသိညနာပူနဲ့လက်ထဲငုံကြည့်တော့စင်တူအယောင်တူဆိုင်ကယ်အုပ်ထုပ်နှလုံးကပြောင်ပြနေတယ်မှတ်ပလားစင်တူအုပ်ထုပ်ဝယ်ကျင်တာကိုတဲ့မြန်လောက်ခိုင်းပြီဗျာကိုစိတ်မရှိတော့ဘူးတက်ရှာကိုမင်းမော့ပြပြီးပခုံးဆုံးတစ်ဖက်ကိုတင်းကြပ်ပွတ်ဖက်လိုက်တဲ့အတူဖြက်စီးသွားတဲ့အတန်လိုင်းရခက်လေးနဲ့ရှာတာလေးတစ်စက်တည်းကျွန်တော်ကောင်းကိုအုံမိုးထိခိုင်လာတဲ့သူ့လက်ဖွားရဲ့အထီးတွေ့ဒါကပါလေပိုင်ဆိုင်သူချင်းတွေပဲလုံးလေးရှိတဲ့အပြုတ်မှုမဟုတ်ဘူးလားဘေဘီလို့နှစ်ချိန်မြောက်ကြားထားတာချင်းကိုအတီးပြုဖို့သူ့ကိုစူးစမ်းတော့ချက်ချင်းညှို့ပုတ်နေတဲ့မျက်နှာကဘာလို့ဘဝင်မကြဖြစ်နေမှမသိဆိုင်ထဲကိုတမန်ကရှန်ကတစ်ချက်ဝဲကြည့်ပြီးအန်ကိုတင်းကြိတ်ထားသေးတယ်တောက်မခောက်တာပဲကျေးဇူးတင်ရမလို့သူ့ကြောင့်ဒီဆိုင်ထဲရောက်နေတာကိုသူပဲအမျိုးမျိုးငါတို့ရဲ့ဘိုးအားပြင်းတဲ့အကြည့်တွေကြောင့်ထင်တယ်ကိုကသူ့ကောင်လေးကိုတိုးသွားပြီနောက်နားစီကတိုးလွှင့်ပြန်လာတဲ့ဒီစကားကိုကမကိုက်ဖြစ်ပြီးသူ့ကောင်လေးကကျွန်တော်ကိုရင်းညွှန်းလိုက်မှသိတော့ခေါင်းနှင်းမိုက်ခနဲ့သူ့ကောင်လေးတဲ့ဘုတ်တော်
ဘေးနားမှာရှုတီတီရက်နေတဲ့မကိုက်ကငွေအကျွေရတာနဲ့ကျွန်တော်လက်ကိုတင်းတင်းဆွဲပြီးဆိုင်ကယ်စီပြန်ခေါ်လာတယ်။ကုတ်နဲ့သူ့အနောက်မှာဝင်ထိုင်လိုက်တော့ကျွန်တော်လက်နှစ်ဖက်ကိုဆွဲယူပြီးသူ့ခါကိုဖတ်စီတယ်။အခုဒီပတ်ဝန်းကျင်ကိုနောက်တစ်ချိန်လှည့်မကြည့်ရဲပဲမကိုက်ရဲ့အပြုတ်မှုတွေကဘာဖြစ်နိုင်မလဲဆိုတာအသေးအံစဉ်းစားနေမိတယ်။ဘာလို့ဖတ်ထားခိုင်းတာလဲလမ်းမကျန်းတော့ဘူးလေမြို့ပေါ်ရောက်နေပြီလေ။ဆိုင်ကြီးရှိမှလေဟာဒီလောက်တင်းတင်းကြပ်ကြပ်ဖတ်ထားဖို့ကတကယ်လို့လားတယောက်တည်းအတွင်းလိုနေတော့ဆိုင်ငယ်ကဒေါသတကြီးမောင်းထွက်သွားတော့ဝေါကနေရုတ်တရက်မို့လမ်းဖြတ်ပြီးသူ့ခါကိုတင်းတင်းဖက်သူ့ကြောပြင်မှာမျက်နှာအပ်ခဲမိတယ်ကျိုးစားလိုက်တာသူ့ကြောပြင်ကရတယ်နှစ်လိုခွဲယောက်ျားပြီးသားတဲ့အနက်ဟာကျွေးဆိုနေတာတော့မှမရိုင်းတဲ့အနက်မျိုးဒီလိုနဲ့ပဲတတိလက်လွတ်ဖြစ်လာတဲ့ကျွန်တော်ကသူ့ပါပြင်မှာသူ့ကြောပြင်မှာပါအပ်ခဲမိတယ်ဘာလို့အလိုမကျလို့ရေနေရာကနေဒီလိုပြောင်းသွားပါသလဲဆိုင်ရကောင်မလေးတွေပြောသလိုမျိုးနည်းနည်းလေးမှအတီးပြုတ်လို့မရမကိုက်ဟာကျွန်တော်နားမယ်တဲ့စေးချမ်းတဲ့အုပ်ထက်ပူပါတယ်သိကျင်ပေမဲ့မမေးဖြစ်ခဲ့တဲ့မိကုန်းတွေနဲ့အတူသူ့ကြောပြင်စီဖွားဖွားမိတွေ့ထားမိတယ်ဒီလိုကနေကျွန်တော်သူ့စီမှာကြာဆုံးတော့မှာလားဒီလိုကနေကျွန်တော်ဒီလိုနဲ့ပဲဒီတစိမ့်အမျိုးသားနဲ့ဒီလိုမျိုးနီးကပ်လာခဲ့တယ်